နည်းနည်းလေးကြည့်ပြပါလားဒီရစရာဒီတဲ့ဟင်သူကဟုတ်ကန်တော့ကြွားရ တဲ့ပါတင်ရမှာ ပိုင်ဖို့ဆိုစရာ ပိုက်ဘော ဟုတ်လား ပိုက်ဘောဟုတ်ပြီပိုက်ဘောတင်မယ်ပိုက်ဘောလည်းတင်လို့ရတယ်နောက်တစ်ခုကပိုက်ဘောပိုက်ဘောလည်းဒီနေ့ပိုက်ဘောတရားထဲနဲ့မပြီးဘူးမပြီးတော့ ဟုတ် ဒီနေ့မနေ့တော့ဒီအခန်းတွေဒီသင်ပြီးသွားပြီနော်မနေ့ဒီ analyze တွေ conditional တွေသင်ပြီးပြီဒီ what day လေးနည်းနည်းပြောမယ်ရှိတဲ့လူနဲ့ပဲပေါ့နော် ဟုတ် အဲ့တော့ what day ပြောမယ်ဆိုဒါ what day ကကြတော့ तू ကအလုပ်လုပ်တဲ့နေ့ထပ်ပေါင်းပေးတာဥပမာဆိုပါစို့တရက်10လ2025မှာအလုပ်သမားတယောက်ကအလုပ်ဆင်းတယ်ဆင်းပြီးတော့ तू အရင်စဉ်းထားခဲ့တဲ့ရက်20သာကိုဒီတရက်10လ2025မှာထက်ပေါင်းပေးလို့ရှိရင်သူ့ရဲ့ result ထွက်လာမဲ့ date ကဘယ်ရက်ဖြစ်မလဲအခုဒါကျွန်တော်တို့ပေါင်းကြည့်ကြည့်အောင်ကတရက်10လ2025ကို20ပေါင်းရင်ဘယ်လောက်ရဘယ်နည်းဖြစ်သွားမလဲ21ရက်ပါ ရက် ဒါ HR တွေဘာရောအကုန်လုံးလိုရတယ်နော်အဲ့တော့ကြည့်မယ်ဆိုရင်21ရက်ဆိုတော့ကျွန်တော်ဒီလိုဆွဲကြည့်ပေးမယ်ဒီ date ကိုဒီမှာကျွန်တော်ကူးလိုက်မယ်အဲ့ဒါကရှင်းပြခက်တယ်ဒီတိုင်းပြောရင်နားလည်ကြမှာမဟုတ်အဲ့တော့ဒီမှာ date ကဒါအဲ့ date ကို20ပေါင်းမယ်ဆိုတော့ကျွန်တော်ဒီမှာ1 2 3 4အောက်ကို CD ဆွဲလိုက်မယ်ဘယ်လောက်ထိသွားမလဲဆိုရင်20ပေါ့20โอเคအဲ့ဒါဆိုရင်ကျွန်တော်ပေါင်းတော့မယ်ဒီ date ကိုအဲ့ဒါနဲ့ပေါင်းမယ်ဆိုတော့ equal ဒီ date ကလေးကိုထောက်မယ်sorry ဝိုင်းနဲ့သွားမယ်ကျွန်တော်ဘာနဲ့သွားမလဲဆိုရင် work day ဆိုတဲ့ formula နဲ့ပဲသွားလိုက်ပါမယ်နော် work day formula ကိုသုံးမယ်ဆိုရင် static ကဒီကောင်သူကအသေးလောက်ခတ်လိုက်မယ် comma ကုတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တစ်ရက်ပေါင်းမယ်ဆိုတော့ comma 1ပေါ့နော်ဒါ holiday မပါကျွန်တော်တို့အဲ့ဒီ10လပိုင်းထဲမှာပိတ်ရက် gazetted holiday ပိတ်ရက်မပါပေါ့နော်ဒါမပါသေးဘူးဒီထိပဲအဲ့ဒါကိုပေါင်းပြီးတော့ကျွန်တော်ဒါကိုဆွဲလိုက်မယ်အောက်ကို CD ဆွဲချလိုက်မယ်ကြည့်အောင်ခုနကတော့ပြောတဲ့ရက်ဒီဘယ်ဖြစ်သွားလဲလို့အဲ့တော့တရက်အောက်တိုဘာ2025ကိုပထမတရက်ပေါင်းလိုက်ရင်2ရက်အောက်တိုဘာ25ဖြစ်တယ်အဲ့တော့သူ့ကို CD ဆွဲချလိုက်ကြည့်အဲ့ဒါသူဘယ်ရက်မှာသွားဆုံး29အဲ့တော့အဲ့ date တွေကိုကျွန်တော်ကတခါထပ်ပြီးတော့ဟိုလေးထပ်လုပ်လိုက်အောင်မယ်ဒီ date တွေဒီတိုင်းမကောင်းသေးဘူးရှေ့မှာကျွန်တော်ဗာလေးတွေထည့်မှာပိုကောင်းမလဲဆိုတော့နေ့သွဲလေးပါထည့်ပေးလိုက်မှပိုပြီးကြည့်လို့ကောင်းလိမ့်မယ်အဲ့တော့ကြည့်လိုက်အဲ့တော့ဒီမှာရှိတဲ့ date ကိုလည်းကျွန်တော်ရှေ့ကနေနေသွဲလေးထည့်လိုက်မယ်အဲ့ဒါဆိုရင်ပို့ပြီးတော့နည်းနည်းမြင်သာမယ်လို့ထင်တယ်နော်အဲ့ဒါဘာကြောင့် date ကအဲ့လိုမျိုးဖြစ်သွားတာလဲဆိုတာကိုကျွန်တော်ပြောချင်တာခုနအဖြေကိုတန်းပြောလိုက်ရင်နားလည်ကြမှာမဟုတ်ဘူးကြည့်လိုက်ဒါဆိုရင်တရက်စလ2025ဒီဗုဒ္ဓနေ့ဗုဒ္ဓနေ့ကိုတရက်ပေါင်းလိုက်တော့ကြာသပတေးနေ့အဲ့ကြာသပတေးနေ့နေပေါင်းလိုက်တာပြီးဒီမှာကြီး Friday ပြီးသွားရင် Saturday Sunday ပါလား
မပါဘူးဆရာ အဲ့ကြောင့် Saturday Sunday မပါတဲ့အတွက်3ရက်ဆိုတော့4 5ပျောက်သွားတယ်အဲ့တော့ဘယ်ရောက်အောင်6 conscious 10ပြီးတော့17စနစ်က Saturday Sunday ဆိုတော့ပျောက်သွားပြီတွေ့လားသူက Monday to Friday ကိုပဲယူတာအဲ့တော့အားလုံးသွားလိုက်တာဒီလဲရောက်ကိုရက်20လဲပေါင်းပြီးတော့သူကဘယ်နှစ်ရက်မြောက်ဖြစ်သွားတော့29ရက်ခုနကတော့ကျွန်တော်တို့ပေါင်းလိုက်တာဘယ်လောက်ပဲရတော့20နဲ့ 21ရက် ရက်ပဲရနော်မှားတယ်နော်အဲ့ဒါမျိုးပြောတာအဲ့ဒါကိုအဲ့လိုမျိုးချပြမှာပဲနားလည်လိမ့်မယ်ဒီကောင် work day အလုပ်စားလုပ်တဲ့နေ့ကဒီနေ့ပြီးရင်ကိုအလုပ်စင်းရတဲ့နောက်ထပ်ရက်20ထပ်ပါအောင်ပေါင်းလိုက်တာနဲ့သူကအပြေကဒီအလုပ်စင်းတဲ့ရက်ကဘယ်ရက်ထိရလဲဆို29ရက်နေ့ထိရတယ်စနေတင်းနေ့ပိတ်ဟောဒီကွာလို့စနေတင်းနေ့ပဲတော့ထက်ပြီးသွားအကယ်၍အဲ့ဒီမှာဒီအော်တိုဘာလမှာကျွန်တော်ဘယ်ရက်တွေပိတ်ခဲ့သေးတော့အော်တိုဘာလမှာအော် တ တို ရင် ဘာ ကျွတ်လားပြည့် ဟေးကစုံလား တ ပြေ စားမုံလားပြည့် ငါဗမာလူကြီးကနားပြေပြီဟိုကဆိုတော့အော်တိုဘာလမှာဘယ်ရက်တွေပိတ်လဲဆိုတော့ဘယ်ရက်တွေပိတ်ခဲ့တော့ဒီမှာအင်္ဂလိပ်ပြက်ကြကြီးဆိုတော့မသိဘူးအောက်တိုဘာမှာ ဟိုကအောက်တိုဘာတရင်ကျွတ်ပိတ်တယ်လေပေါ့ဆရာ အေးအဲ့ဒါတို့ဘယ်နေ့တော့အင်္ဂ မှ လိ န် ပ် ဆရာဆရာမြန်မာလိုကြည့်လိုက်အောင်ပါဆရာ ပြောချင်တာအကယ်၍ပေါ့နော်ဒီ formula ရဲ့နောက်လေးမှာလေဘာလို့လဲဆိုဒီ formula ရဲ့နောက်မှာမပြီးသေးဘူးတွေ့လားဒေးကိုရွေးပြီးသွားပြီကိုထပ်ပေါင်းမဲ့ရက်20ရက်ထပ်ပေါင်းပြီးရင်နောက်မှာ comma ကုတ်လိုက်ဘာထပ်ပေးလို့ရသေးတော့ holiday ဒါဆိုရင်အကယ်၍ဒီနားမှာကိုက holiday ကဒီမှာဒီတစ်နှစ်လုံးမှာရှိတဲ့ holiday ကိုဒီလိုချရထားတယ်ဆိုပါစို့တရက်နေ့မှာဘာနေ့နှစ်ရက်နေ့မှာဘာနေ့ဆိုပိတ်ရက်ရှိတယ်ဆိုပါစို့ဒီလိုချရတိုင်းအဲ့ဒါကိုဘာလို့ပြရမလဲဆိုဒီလိုမျိုးဆက်လက်ဆွဲပြရအောင်အဲ့ဒါမှထည့်ဆွဲလိုက်ရင်ခုနကတော့စနေတင်းကုန်တွေအပြင်ကစားတဲ့အခြားပိတ်တဲ့ရက်တွေကသူကထည့်ပြီးတော့နှုတ်သွားတယ်နှုတ်ဟာပေါ့ထပ်ပေါင်းပြီးတော့ရက်ကခုနလိုရောက်သွားတယ်ဥပမာဆိုပါဆိုအော်တိုဘာလမှာပိတ်ရက်မြန်2ရက်ရှိရင်ခုန29ဒီနောက်ထပ်2ရက်ထပ်ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ပဲပေါင်းမလဲ31ပေါ့နော်အဲ့ဒီလိုမျိုးဖြစ်သွားမယ်လို့ပြောချင်တာနော် ဟုတ် အဲ့တော့ရပြီဒါ29ရက်နေ့ဒီမှာရက်ပေါင်း150ပေါင်းရင်ဘယ်ရက်ရောက်မှာပေါ့နော်ဒါကတော့အောက်စီဒီဆွဲချလိုက်ရင်ရသွားပြီဆိုတော့ဒါပါတော့ဒါโอเคဒါကို work day လို့ခေါ်မှာနော် work day နောက် what day လိုမျိုးပဲနောက်တစ်ခုရှိသေးတယ် international day လို့ပါရှိသေးတယ်ဥပမာ INTE ရဆိုတာဒါ inter network day work day ရှိတယ် network day ရှိသေးတယ် international day လို့လည်းခေါ်တာပေါ့နော်ဒီ network day နဲ့လည်းတွက်လို့ရတယ်သူကျတော့ static ကဘယ်လောက်လဲဒါမျိုးပေါ့နော်ပြီးရင် comma ကုတ်လိုက်တယ်ပြီးရင်အဲ့ဝင်တဲ့အလုပ်နောက်ဆုံးပိတ်ဆင်းခဲ့တဲ့ရက်ကဘယ်ရက်ကနောက်ဆုံးလဲဥပမာဆိုပါစို့တရက်နေ့မှာဆင်းပြီးသူက20ရက်10လ2025မှာသူကအလုပ်ပြီးသွားတယ်ဆိုရင်အဲ့နေ့တစ်ကိုထောက်ပြီး weekend နဲ့နောက်မှာ holiday ထည့်ပြီးလိုက်လို့ရှိရင်အဲ့ဝင်တိုင်းအလုပ်ဆင်းရက်ဘယ်လောက်လဲတွက်ပြီးတာမျိုးဒါ network day international day လို့လည်းခေါ်အဲ့ကောင်နဲ့လည်းတွက်လို့ရတယ်ဒီ what day တို့ network day တို့เนาะအဲ့ဒါတွေက okay ဒါဆိုရင်ဒါ date ကတော့ထားလိုက်တော့ဒီကောင်တစ်လောက်ပဲသွားမယ်ဒီ work day ကဒီတစ်ခုမှတော့ဒါပဲပေါ့နော်နောက်တစ်ခုလွယ်တာလေးသွားကြည့်အောင်ဒီ date ဆိုရင်ကျွန်တော်သင်ပေးပြီးသား date ကသင်ပေးပြီးသားအဲ့ဒါလေးကိုပြန်နှွှေးနေပြောမယ်နော်ပြန်နှွှေးနေပြောမယ်ဒီမှာကြည့်မယ်ဒီမှာဆိုပါစို့ date မှာ date နဲ့ပတ်သက်လို့ရှိရင် तू ကဘာလို့လဲဆိုတော့ start date ပြီး end date and date ဒါကြောင့် start date ဒီကိုမွေးနေပေါ့နော် end date ကတော့ဒီလက်ရှိရောက်နေတဲ့ date ပေါ့ဟုတ်ပြီနော်ကြာကျန်တာဂျားမှာကိုထည့်ရမယ် formula အဲ့မှာကြည့် formula အရင်တော့ကျွန်တော်ဗာပြောခဲ့လို့ဆိုဒီဆိုလို့ရှိရင်ဘာကိုရှာချင်တာတော့ဒီကိုရှာချင်တာမန်ကိုရှာချင်တာရီယာကိုရှာချင်တာအဲ့မှာထူးခြားတာနောက်တစ်ခုဒီဘက်မှာလာပြီ YM ဆိုရင် तू က man excluding year YM ဆိုရင် तू က man ကိုလိုချင်တာ year ကိုဖယ်တော့ပြင်မှာ excluding year ကိုဖယ်တော့ပြင်မှာ YD ဆိုရင် तू ကဘာအောင် day ကိုလိုချင်တာဘာအောင်ဟိုဖယ်မလဲဆို excluding year နှစ်ကိုဖယ်ပလိုက်မှာ MD ဆိုရင် day ကိုလိုချင်တာ excluding year and man ကိုဖယ်ပြင်မှာ तू ကဒါမျိုးလေးထည့်ရတာအဲ့တော့အဲ့ဒါလေးထည့်ရကြည့်အောင်ကဲ today ကတော့ဒီလိုမျိုးသွားလို့ရပါတယ် equal today ဝင်စားကွန်ပိတ်ဆိုတာနေ့ဘယ်နေ့18ရက်နေ့မှာရပြီသူကမေးတယ် how many day has I live ပေါ့နော်အဲ့တော့ကိုအသက်ရှင်ခဲ့တာရက်ပေါင်းဘယ်လောက်ရှိပြီလဲလို့သူကပြောတယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာ DAT DIF ပြီးရင်ဝေးနေ့ comma ပြီးရင် today comma ရက်ကိုလိုချင်တယ်ဆို double quote ထဲမှာ D double quote ဝင်ပိတ်
ဒါဆိုဘယ်နည်းရပါလဲဆိုရင်ကျွန်တော်ဒီ18448ရပါပြီနောက်တော့ကလပေါင်းနဲ့ပြောမယ်ဆိုလနဲ့ဆိုဘယ်လောက်လဲဆိုရင်လဆိုရင်မွေးနေ့ကိုထောက်ကော်မာကုတ်ယူဒေးဒေးကိုထောက်ကော်မာကုတ်ပြီးလို့ရှိရင်မန့်ဆိုရင် m တစ်လုံးပဲ600နဲ့6လနှစ်အနေနဲ့ပြောမယ်ဆိုရင်ဒီကောင်လေးကိုပြန်ကူးလိုက်မယ်နော်နှစ်အနေနဲ့ပြောမယ်ဆိုရင်အဲ့မှာ line ရရွေးသွားပြီဒါကဒီမှာရှိရမယ်ဒါကဒီမှာရှိရမယ်โอเคကြီးရဆိုတော့ y ပေါ့50နောက်တစ်ခုက how many days have passed from my birthday this year အဲ့ဆိုရင်အခုကိုရဲ့မွေးနေ့ပြီးတော့ဒီနေ့အထိမှာဆိုရင်ကိုမွေးနေ့ကြော်ပြီးဘယ်နှစ်ရက်ရှိသွားပြီလဲဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးတွက်ကြည့်အောင်20နှစ်မျိုးလောက်ရှိတယ်ဆိုတော့အဲ့ဒါကိုရှာမယ်ဆိုရင်ဥပမာဆိုပါစို့ equal DAD DIF dative နဲ့တွက်မယ် dative နဲ့တွက်ပြီးတော့မှ dative ထဲမှာဘာလာမလဲဆိုတော့ DAD date year အဲ့တော့ year ဆိုလို့ရှိရင်ဘာနဲ့သွားမလို့ year ဆိုရင် date ထဲက year ကိုလိုချင်ရင်ဒါကိုသွားမလဲဆိုရင်ကိုယ့်ရဲ့အဲ့ဒီမှာဆိုလို့ရှိရင် year မှာ today နဲ့လည်းသွားလို့ရတယ် today 20ရက်2နည်းဖြစ်နေတယ်နော်ဒါပေမဲ့20ရက်2နည်းဖြစ်နေရကိစ္စမရှိပြီးတော့ comma code ပြီးမှန်ကြတော့ MON DH မှန်ကိုဘာနဲ့ရေးလို့ရတော့ date နဲ့လည်းရေးလို့ရနော် DAD DIF ပြီးရင်မွေးနေ့ကိုထောက် comma code ဒီလေးကိုထောက် comma code ပြီးဒီဘက်ကိုထဲမှာမှန်ဆို M ထက် win page ပြီး comma code နောက်တော့က तू ကဘာထက်မေးတော့ဒီဆိုလေ DAD DIF ဝင်းစာဝင်းနေကိုထောက် comma code ဒီလေးကိုထောက် comma code ဒီဘက်ကိုထဲမှာ D ဒီဘက်ကို win page ပြီးနောက်ကွန်းထပ်ပေးလိုက်ပြီနောက်ကွန်းထပ်ပေးကြည့်ဒါဆိုလို့ရှိရင်ဒီကောင်ဘယ်ထိရောက်အောင်ဒီ formula လေးမှာ DI ကမျိုးအောက်နဲ့ဆွဲချလို့မရအောင်အောက်မှာ DAD DIF ကဒီမှာ date က today မှန်ဒါမှန်ကိုရှာတာဒါကြတော့ကျွန်တော်တို့ day ကိုရှာတာဟုတ်ပြီရိုးရိုးဝါနဲ့ရှာကြည့်အောင်ဒီ formula နဲ့မျက်စိလေပေါ့အဲ့တော့ DAD date နဲ့ပဲသွားမယ် date မှာ year ဆိုလို့ရှိရင်အဲ့ဒီ year ဘယ် year လဲဆိုလို့ရှိရင်ကိုယ့်ရဲ့မွေးနေ့ နော်ကိုယ့်ရဲ့မွေးနေ့ဆိုတော့ကိုယ့်မွေးနေ့မှာဒီကောင်ကဒီမှာ date ပြီးသွားရင်ဆိုတော့ date လို့ပြောတာနဲ့ formula date လို့ပြောရင်ဆိုတော့ဘယ်ကစတော့ year စတယ်ဆိုလို့ရှိရင် year ဆို formula ဆို year ထည့်မယ်ပြီးတော့မှကိုယ့်ရဲ့မွေးနေ့လေးကိုယူလိုက်ဒါဆိုရင်ဒီအထိဆိုလို့ရှိရင်ကျွန်တော်ဒီအဖြေကဘာထွက်မယ်လို့ထင်တော့ဒါ year ပေါ့နော် year ပြီးသွားပြီဆို comma ကုတ်မယ် comma ကုတ်ပြီးသွားရင် DAD DIF ကျွန်တော်ရဲ့လက်ရှိရောက်နေတဲ့အသက်ကိုလိုချင်တယ်ဆိုရင် dative ပြီးလို့ရှိရင်ဒီမှာရှိတဲ့မွေးနေ့ကိုထောက် comma ကုတ် due date ကိုထောက် comma ကုတ်ဒီဘက်ကိုတော့မှာ y ဒီဘက်ကုတ်ဆိုရင်ဒီအနေထားထိကိုရှင်းလားမသိဒီအနေထားထိကဘာအဖြေကဘာထွက်မှထင်တော့ဒီ year လေးကဘာရမှထင်တော့ဒီအဖြေလေးကဘာရမှထင်တော့ဒီဟာလေးက B12 ဆိုတာB12 ကျွန်တော်ရဲ့မွေးနေ့နော် B12 ဆိုတော့ဒါကျွန်တော်ရဲ့မွေးနေ့ဆို year B12 လို့ပြောထားရင်ဘာထွက်မှအဖြေက ဆရာတက်တော့ အသက်ထွက်ပြီလားအသက်မို့သူဒီနောက်ဆုံးမိတ်80နဲ့90 75ဆိုရ75ဒီမှာကြည့်လေဒီမှာ F9 နေပြမယ်နော်သူအဖြေကဘာရမလို့90 75ဆိုရမှာပေါ့ပြီးဒီ date ကကြတော့ကျွန်တော်မွေးကလေးကဒီနေ့ဒီကျွန်တော်အသက်ဘယ်လောက်ရှိပြီလဲလို့တွက်လိုက်တဲ့ကောင်လေးကကြတော့ဒီမှာကြီး F9 နေပြမယ်ဘယ်နှစ်တော့50ဆိုရင်ဒီကောင်က50ဆိုရင်ခုနတော့ဒီမှာ1900နဲ့ဘယ်လောက်လို့ဒီကောင်က1900နဲ့85ခုနတော့ဒီကောင်လေးက1985 1985ကို50ပေါင်းသဘောကပြောချင်တာ1955ကို
1985ကို50ပေါင်း 2000 ဟုတ် နဲ့ ဟာသူက F9 နဲ့သွားနေလိုက်တော့အပြေကခွဲကြသွားပြီ F9 သွားနေလိုက်တော့အပြေကိုပြောကျင်စောနဲ့သွားနေလိုက်တာဒိတ် ဒီမွေး Y နေ့ ရပြီးရင်ကိုယ့်ရဲ့ ရာ ဝေးနေ ဝေး ကို နေ ထောက်ဝေးနေထောက်ပြီးသွားရင်ဒီကောင်ကခွင်းပိတ်ကော်မာကုတ်ပြီးသွားရင်ကော်မာကုတ်မဟုတ်ဒီညမှာမွေးနေ့ကိုထောက်ပြီးရင်သူကဒီကောင်ဘယ်လာဖဲဟောဖော်မူလာဘယ်လာရောက်သွားအဲ့ဒီမှာ ရောက်တာ မွေးနေ့မပြီးသေးဘူးနော်အပေါင်း DAD DIF ဝင်းစားခုနကတော့ကိုယ့်ရဲ့မွေးနေ့ကိုထောက်လိုက်တယ်ကော်မာကုတ်တယ်ဒီနေ့ဒိတ်ကိုထောက်တယ်ကော်မာကုတ်တယ်ဒဘယ်ကုတ်ထဲမှာ Y ဒဘယ်ကုတ်ဝင်းပိတ်ဒါလေးထည့်လိုက်ဒါဆိုရင်ဒီအထိကခုနပြောသလိုဒီကောင်လေးကဘာရတာတော့ခုနကတွက်လိုက်တာဒီကောင်ကဘာရအောင်250အသက်50ရှိပြီလို့ပြောတယ်ဒီရကကျွန်တော်မွေးတော့ကျွန်တော်ခုနှစ်သက်ကလေး1985 1985နဲ့ခုနက50နဲ့ပေါင်းကြည့်ပါဦးဘယ်လောက်ရအောင် 2025 2025 လာမယ့်မွေးနေ့ဖြစ်ချင်တာဖြစ်တဲ့အတွက်အပေါင်း1တစ်နှစ်ပို့ပေးရမယ်ပြီးသွားရင်ကော်မာကုတ်မယ်ကော်မာကုတ်လိုက်ရင်သူကရီရကိစ္စပြီးတော့ဖေကိုရောက်သွားတော့မှန် မတ် ဆိုရင် M1DA မှန်ပြီးရင်ကျွန်တော်ရဲ့မွေးနေ့တက်ကလေးကိုပဲသွားထောက်လိုက်ရင်ကျွန်တော်မွေးနေ့တွေကဒီမှာဘယ်လောက်တော့16ရက်5လ97ဆိုတော့မေလပေါ့မေလရမယ်သူကโอเคအဲ့ပြီးကော်မာထက်ကိုပြီးရင်သူကဘာလာမေးမယ်ဆို formula D ကိုမေးမယ်ဒီမှာ D ကိုမေးမယ်အဲ့တော့ D ဝင်းစားပြီးရင်ကိုယ့်ရဲ့မွေးနေ့လေးကိုပဲထောက်ဝင်းပိတ် D ကိုမေးတဲ့ဆိုကျွန်တော်16ရက်ဆိုတော့16ရက်ရမှာပေါ့ဒါဆိုရင်အကုန်လုံးပြီးသွားပြီဆိုတော့နောက်ဆုံးပိတ်ဟာဝင်းပိတ်နောက်ဆုံးတစ်ဝင်းပိတ်လိုက်မယ်အဲ့ဒါဆိုရင်ဒီမှာကကြည့်အောင်အတားခောက်ကြည့်လိုက်မယ်နော်ဒါဆိုရင်4658 4658ဆိုတာနောက်ဘက်ထိုးရမယ်ကဏ္ဍမဟုတ်ဘူးအဲ့ဒါက control shift 3နေလိုက်လို့ရှိတာမွေးနေ့က16ရက်5လ2026မှာကျွန်တော်ရဲ့မွေးနေ့ကနောက်ထပ်ဖြစ်မယ်ပေါ့နောက်တစ်နှစ်တိုးမှာပေါ့နောက်တစ်နှစ်တိုးမယ်ဆိုတော့ဟုတ်ပြီအဲ့ဒါနောက်တစ်နှစ်တိုးမယ်ဆိုဒီမွေးနေ့နဲ့ကျွန်တော်ရဲ့လက်ရှိ due date နဲ့ခြားနာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမွေးနေ့ပြီးဘယ်နည်းကျော်သွားပြီလဲဆိုတော့သိကျင်တယ်ဆိုရင်ဒီ today date ကနေပြီးတော့အနှုတ်ကိုယ့်ရဲ့မွေးနေ့ကိုနှုတ်လိုက်ဒီမွေးနေ့ပြေကိုနှုတ်လိုက်လို့ရှိရင်မနေရတော့ရက်ပေါင်း180ဟိုဘက်ကိုဒီအသက်ဒီပြည့်ပြီးတဲ့နောက်ပိုင်းမှာရက်ပေါင်း180ကျော်လာပြီပေါ့နော်ရက်ပေါင်း180ကျော်လာပြီဆိုတာကိုကြွက်တာဒါနည်းနည်းတော့ချုပ်တယ်ဒါပေမဲ့ဒါလေးကိုနားလည်အောင်တော့နည်းနည်းလေးနားလည်အောင်လုပ်ထားမှာနည်းနည်းလေးပဲနားလည်အောင်လုပ်ထားရင်ရပါတယ်နော်သူကနည်းနည်းပြဿနာရှိတယ်ဒီဟာတွေလည်းပြောထားနော် YM တို့ဘာလို့တွက်လို့ရှိရင်ဘယ်လိုရမလဲဆိုတာလည်းပြောထားတယ်အဲ့ဒါဆိုရင်ဒီနားလေးမှာတစ်ချက်ပြောမယ်ဒီနားမှာနည်းနည်းလေးချက်ပြီးနည်းနည်းလေးတစ်ချက်ပြောမယ်ဒီ16ရက်5လ2025ကိုကျွန်တော်ဒီမှာလို့သွားကြည့်မယ် DAD DIF ဆိုပြီးတော့ဒီဒိတ်ကိုထောက်မယ်ကော်မာကုတ်မယ်တူလေးတွေကိုထောက်မယ်ကော်မာကုတ်မယ်ပြီးရင်ဒဘယ်ကုတ်ထဲမှာကျွန်တော် YM လို့ရိုက်ရင်အဖြေကဘာထွက်မလဲ ဒီရတဲ့ match ပေါ့ ဟမ်ကြားကိုဖယ်ပြီးတော့မန်းကိုတွက်မှာ မန်းအောင်လို့ကျင်တာ အဲ့ဆိုဘယ်နှလတော့ 6 လ 6လအခုကျွန်တော်က16ရက်5လဆိုတော့5လပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ထပ်ယူမယ်နော်5လပြီးသွားရင်6 8 9 10 11ဘယ်နှလရတော့ဒီကျွန်တော်ရဲ့မွေးလနဲ့အခုဒီနေ့ရောက်နေတဲ့မွေးလလနဲ့ကိုခြားနာရိုက်လို့ရှိရင်လကောင်းကဘယ်လောက်ရတော့6ဒါကြောင့်မို့ तू ကဒီရကိုဖယ်ပြီးတော့မန့်ကိုတွက်တယ်လို့ပြောတာဒီရကိုဖယ်ပြီးတော့မန့်ကိုတွက်တာ6ရတယ်အဲ့လိုပဲဒေးကိုလိုချင်တယ်ဒီရကိုဖယ်ပြီးတော့ဒေးကိုလိုချင်တယ်ဆိုဒီနားမှာ YD လို့ထည့်လိုက်ရင် तू ကတော့ဘယ်နည်းရတော့185ရက် နော် YD ဆိုရင်သူကဒေးကိုလိုချင်တာရီရောက်ပဲဒေးလို့ရကမှာဆိုရင်ဒီလက်ရှိကျွန်တော်မွေးကလေးကနေပြီးတော့မွေးရက်ကနေပြီးတော့အခုဒီ2000ဟိုအထိကိုလဘယ်နည်းရောက်သွားပြီလဲဆိုရင်5လပိုင်းဆိုခုန6လရှိတယ်မလား6လမှာတစ်လကိုရက်30နဲ့ပဲဖြန်းတွက်ကြည့်လိုက်36လ18အဲ့မှာ31ရက်တက်တည်ပါမယ်အဲ့ဒါနဲ့ပေါင်းလိုက်ရင်ဘယ်လောက်ရအောင်လဲ185ရက်
မွေးနေ့တွေကနေပြီးတော့ဒီနေ့ဟိုအထိကို185ရက်နောက်တစ်ခုကျတော့ MD ကျတော့သူကဘာလို့လိုချင်တာဒေးကိုလိုချင်တာနောက်ကဟာလေးတွေကနောက်ကဟာကသူကလိုချင်တဲ့ကောင်ရှေ့ရကောင်ပယ်မဲ့ကောင်ဒါဆိုရင်ဒီမှာ MD လို့ရိုက်ကြည့်လိုက်မယ်ဒေးဆိုသူကဒေးကိုပဲတော့မှာ16ရက်ကျွန်တော်ရဲ့မွေးရက်က16ရက်ဒီနေ့ရောက်နေတာ18ရက်ဆိုတော့ဘယ်နည်းရတော့1ရက်ဟုတ်ပြီနော်16ရက်နဲ့ဒီနေ့ရောက်နေတဲ့တူလေးတွေကရက်က18ရက်ဆိုတာ1ရက်အဲ့လိုမျိုးရက်ကိုလိုချင်တာမျိုးဒါဆိုရင်အတိအကျတွက်ယူမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးနဲ့တွက်လို့ရမလဲဆိုရင်ကျွန်တော်ဟိုကDAD DIF DAD DIF ကကျွန်တော်အသက်ကိုယူလိုက်မယ်ဘယ်တော့အသက်စပြီးယူမယ်ဆိုရင်မွေးနေ့ကိုထောက်မယ်ကော်မာကုတ်မယ်ပြီးလို့ရှိရင်တူလေးတွေကိုထောက်မယ်ကော်မာကုတ်မယ်ဒဘယ်ကုတ်ထဲမှာ y ဒဘယ်ကုတ်ဆိုရင်ဒါကအသက်က50နှစ်ပေါ့နော်50နှစ်ဆိုအဲ့ဒါကိုနှစ်ကလေးကိုကျွန်တော်နောက်ကနေပြီးတော့ဒါလေးနဲ့ထည့်လို့ရဒဘယ်ကုတ် YEARS years ပြီးလို့ရှိရင်ဒဘယ်ကုတ်ပေါ့နော်ဒါပြီးသွားပြီဒါပြီးသွားရင်နောက်တစ်ခါကျွန်တော် n နဲ့တစ်ခါပြန်ဆက်ပြီးရေးမယ်နောက်တစ်ခုကကျွန်တော်ဘာလို့လိုချင်လာလဲဆိုတော့ဒီအခုမွေးလနဲ့ဒီဘက်လနဲ့နှစ်ခုရဲ့ကြားပေါ့နော်ကျွန်တော်မွေးလနဲ့အခုရောက်နေတဲ့နိုဝင်ဘာလရဲ့လခြားနာချက်ကိုကျွန်တော်လိုချင်တာကြော်ဝါးတဲ့လကို9လပိုင်းကနေပြီးတော့17လပိုင်းကြော်ဝါးတဲ့လဆိုခုနလိုပဲဗာနဲ့ရေးမလို့ DAD DIF ဝင်းစာ dated ဝေလကော်မာ today ကော်မာတပည့်ကုတ်ထဲမှာခုနဘာလို့ဒီမှာလေကျွန်တော်တို့ man ကိုလိုချင်ဘာဖြစ်မယ်လို့ပြောတော့ YM YM တပည့်ကုတ်ဝင်ပေအဲ့ဒါဘာကိုပြောချင်တာလောက်လိုချင်တာမလို့ and sign လေးထည့်မယ်တပည့်ကုတ် space bar MONDHS man ဟုတ်လားပြီးရင် and sign လေးပြန်ထည့်မယ်အဲ့ဒါပြီးသွားရင်ကျွန်တော်မွေးရက်ကိုလက်လိုချင်တယ်ဆို DAD DIF ဘယ်နည်းကြော်သွားလဲဆိုတော့သိချင်တယ် DAD DIF dative ဝင်းစာပြီးသွားလို့ရှိရင် dative ဝင်းစာမွေးကျွန်တော်ရဲ့မွေးနေ့ကိုထောက်မယ်ကော်မာကုတ်မယ်ပြီးလို့ရှိရင်တူလေးတွေကိုထောက်မယ်ကော်မာကုတ်မယ်ဒဘယ်ကုတ်ထဲမှာဗာထည့်မလို့ဒီကိုလိုချင်တယ်လောက်ပဲမဆို MD အဲ့တော့ MD ဒဘယ်ကုတ်ဝင်းပိတ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုရင် D အဲ့ဒါသူ့ကိုဒဘယ်ကုတ် space bar DAYS D ဒဘယ်ကုတ်အနားခောက်ကြအောင်ဒါဆိုရင်ကျွန်တော်ရဲ့အသက်ကနှစ်50နှစ်เนาะအသက်50နဲ့6လနဲ့ဘယ်နည်းရပြီတရက်เนาะအသက်က50နဲ့နောက်ထပ်ဘယ်နှလအောင်6လနဲ့ဘယ်နည်းရှိပါပြီလဲတရက်ရှိသွားပြီဆိုတာမျိုးတွေ့ချင်တာဒီလိုမျိုးလေးပေါင်းပြီးတော့ရေးပြီးတွေ့တယ်ဒီ formula ပဲရေးရအောင်ရှာတာရဲ့လောက်ရှာ YM ဆိုတာဟို DM ကြီးကိုသွားလို့မရဘူး DM တစ်လုံးနဲ့သွားလို့ရှိရင်အဲ့ဒါ तू ကဟိုမွေးလာကြီးဆိုလို့ရှိရင်လပေါင်း600ကျော်ရှိမှာပေါ့မွေးကလေးကခုလောက်ဆိုအဲ့600ကျော်ကြီးသွားပြဒီမှာလည်းဒီတစ်လုံးနဲ့သွားထည့်လိုက်လို့ရှိရင်မွေးကလေးကဒီဆိုခုန18000နဲ့448ဆိုတာကြီးသွားပေါ်မှာမရအောင်เนาะအဲ့ဒါမျိုးကြောင့်ဒီဟာလေးဒီနောက်ကတွဲတဲ့စကလုံးလေးတွေအရေးကြီးရနော်အဲ့ဒါလေးတွေလောက်ထားမယ်ပြီးရင်ကိုယ်အသက်ကိုပြန်တွက်အောင်ကိုယ်အသက်ထွက်သွားအောင်နည်းနည်းထပ်တွက်ကြည့်ကြပါအိမ်မှာဟုတ်ကဲ့ဟုတ်ပြီပြီးသွားလို့ရှိရင်ဒါခုနကတော့ပြောတဲ့နေ့ကိုတွက်တာပဲဒီနေ့တူလေးဒိတ်ပြီးလို့ရှိရင်ခုနနောက်လာမဲ့ကြမယ်နေ့ပြီးလို့ရှိရင်ဒီမှာချမ်းသာချက်ဘယ်နည်းကြော်သွားပြီလဲဆိုတွက်တာခုနကတော့တွက်ပြတာအဲ့ဒါနော်ပြီးရင်နောက်တစ်ခုဒီမှာဒါလေးအရန်သုံးတဲ့ဒီကောင်လေးတွေဘယ်လိုအမျိုးလဲဆိုရင်အခုကျွန်တော်တို့ရဲ့စာထဲမှာဒါလေးနည်းနည်းမြင်ရလားမသိဘူးနည်းနည်းကျွန်တော်လေးမောက်ထုတ်လိုက်တခါလေကြာရင် software တွေဘာတွေကနေပြီးကျွန်တော်တို့က data ကို Excel ကိုဆွဲတင်လိုက်တာမျိုးလို့ပါလုတ်လိုက်တဲ့အခါမှာဘာပါလာတတ်လဲဆိုတော့မစီမဆိုင်စကလုံးတွေပါလာတတ်တယ်မစီမဆိုင်စကလုံးတွေပါလာတတ်တယ်ဆိုတော့အဲ့လိုဖြစ်တတ်တယ်ဒီလိုမျိုးသင်္ကေတမျိုးလေးတွေပေါ့နော်ဒါမျိုးတွေကိုယ့်ရဲ့စာရီထဲမှာရောပြီးပါလာတတ်တယ်အဲ့လိုပါလာရင်အဲ့ပါလာတဲ့မစီမဆိုင်ဟာကိုဖယ်ကြည့်ရင်ဘာ formula ကိုသုံးရလဲဆိုဒီမှာ remove all non printable character from text ဒီကောင်တွေက print ထုတ်လို့လည်းမထွက်သေးတာဒီ character တွေကကြားမှာဒီပါလာတဲ့ character တွေကအဲ့ကြောင့် non printable character from text လို့ပြောတာအဲ့ဒါကြောင့်သူ့ကိုရှာခြင်းဘာနဲ့လုံးတော့ရှင်းရင် clean ဆိုတဲ့ formula ကိုရှင်းတယ်အဲ့ဒါဆိုဒီမှာကျ formula ဒါအရေးကြီးတယ်နော်ဒီကောင်လေး CLEAN clean ဝင်းစာဒီဖြစ်နေတဲ့စာသားပုံထောက်လိုက်တယ်ပြီးရင်ဝင်ပိတ်အန်တာခောက်လိုက်လို့ရှိရင်ကဲခုနကတော့ပေါ်နေတဲ့ဒီဘက်ကသင်္ကေတလေးဒီမှာဆိုရင်မပေါ်ဘူးတော့တွေ့လားဒီမှာ formula ဘာမှသွားထောက်လိုက်တယ်ဒီကောင်တွေ့လားမပေါ်ဘူး escape နှိပ်လိုက်တော့မှဘာပြန်ထွက်လာအောင်ဒီသင်္ကေတထွက်လာဒီမှာလည်းကြည့်လိုက်ဟိုမှာ formula မှာကြည့်လိုက်25468 698ကုန်ပဲသူပေါ်တယ်ဒါကြီးကဘယ်ဟာမှလည်းမသိဘဲနဲ့ပေါ်နေတာမျိုးပေါ့နော်အဲ့ဒါဆိုရင်သူခုန clean နဲ့လုပ်ပြီးတော့ဒီလိုမျိုးသွားလိုက်လို့ရ
ဟောဒါဆိုလို့ရှိရင်ဒီမှာခုနအထဲမှာပါနေတဲ့မဟုတ်မှစာတွေကဏ္ဍတွေ figure တွေဘာလို့မပြောက်သွားပြီနော်အဲ့ဒါကိုဘာနဲ့ရေးလဲဆိုရင် clean နဲ့ရေး clean နော်နောက်တစ်ခုက trim တခါကြရင်ကျွန်တော်တို့စာရရင်လေဟိုကိုယ်စိတ်ထဲမှာမြင်းချောင်းနဲ့စာနဲ့ကက်လုံးအားကြီးနေလို့ထင်ပြီးတော့တချို့ကဘာလုပ်လဲဆိုစပစ်ပုတ်ရိုက်လိုက်မိတာမျိုးတို့ရိုက်နေရင်စပစ်ကိုနှစ်ခါလောက်နှိပ်မိလိုက်တာမျိုးတို့ဆိုရင်ဒီနေရာမှာစာဘယ်ဘက်ဆုံးမကပ်ဘဲနဲ့စပစ်ချပြီးတော့ကွာနေတယ်ဒီမှာ split in the middle လို့ရိုက်တယ်ဒီကြားထဲမှာကျွန်တော် split တစ်လုံးရိုက်မယ်နေရာမှာဒီမှာတစ်ချက်နှစ်ချက်သုံးချက်လောက်ကျွန်တော်ရိုက်ထားပြီးတော့ဒီနားမှာဟာဝါစာမျိုးတွေအဲ့လိုမျိုးတွေဖြစ်ခဲ့သည်ရှိတော့ဒါတွေကိုပြန်စီကြည့်ရင်ဘာနဲ့စီလို့ရလဲဆိုရင် trim ဆိုတဲ့ formula ကိုသုံးလို့ရတယ် trim နော်ဒါအရေးကြီးတယ်ဒီကောင်လေးတွေ trim ဆိုပြီးတော့ဒီတက်ကိုထောက်တယ်ဝင်းပိတ်လိုက်တယ်ဟောဒါဆိုရင်ဒီစာလုံးထဲမှာခုနပိုနေတဲ့ split ဘာတွေဘာမှမရှိတော့အဲ့ဒါကိုဘာလို့ခေါ်လဲ trim တခါလေကြာရင်ခုနကလိုဟာမျိုးပေါ့ဒီထဲမှာစကလုံးကဒီလိုမျိုးလည်းဖြစ်နေတယ်စပစ်တွေကလည်းပါနေသေးတယ်ခုနသင်္ကေတတွေကလည်းရှိတယ်ပေါ့သဘောကစပစ်ရလည်းခြားထားသေးတယ်သင်္ကေတတွေကလည်းရှိတယ်ဆိုရင်ဒါမျိုးတွေဆိုပါစို့ဒီလိုမျိုးစပစ်တွေခြားထားတာမျိုးတွေပါနေတယ်ဆိုရင်ဒီမှာလည်း clean formula တစ်လုံးနဲ့မလုံလောက်တော့ဘူးတွေ့လားဒီမှာကြည့်2 5 4ဆိုပြီးစပစ်ခြားတဲ့အတိုင်းဒီမှာလိုက်ခြားနေမယ်ဟိုသင်္ကေတအရှုပ်ထုတ်ကလေးတွေကတော့ဘာဖြစ်တော့ပျောက်သွားတယ်မှန်တယ်သို့သောစပစ်တွေခြားထားတာမရဘူးပေါ့အဲ့ဒါဆိုရင်ဒီလိုဟာမျိုးဆိုရင်ဘာထက်ရေးပြရမလို့ဒီရှေ့မှာ clean ရဲ့ရှေ့မှာခုနကတော့ trim trim ဆိုတာလေးပါဆက်ပြီးတော့တွဲရေးလိုက်လို့ရှိရင်ကဏ္ဍအတွင်းမှာရှိတဲ့ကလီစာတွေလည်းပျောက်တယ်စပစ်တွေလည်းပျောက်တယ်ဟုတ်နော်အဲ့ဒါမျိုး စပစ်တခုမပြောက်သေးဘူးနော် trim နဲ့ clean နဲ့တွဲရေးလို့ဘာပြဿနာမှမရှိဘူး trim ကိုထည့်ရေးလိုက်လို့ဒီ clean ကဘာပြဿနာမှမရှိပါဘူးဥပမာဒီကောင်သူဆိုရင်ဒါမှန်နေတာပဲမှန်တယ်ဒါပေမဲ့အဲ့ဒါကိုရှေ့ကနေပြီးတော့ဘာလုပ်လို့ရအောင်ဆိုရင်ကိုက trim လို့ထည့်ရေးလိုက်လို့ဘာပြဿနာမှမရှိဘူးနော်တကယ်လို့မြန် space တွေပဲခြားထားတာပိုနေတယ်ဘာညာဆိုလို့ရှိရင်နော်အဲ့ဒါထည့်ရေးလိုက်တဲ့အတွက်ကိုယ့်အတွက်အဆင်ပြေသွားတယ်မဟုတ်လားဘာပြဿနာမှမရှိဘူးဒါကိုထည့်ရေးလို့နော်ဒါဆိုရင် trim နဲ့ clean ဆိုတဲ့ formula နှစ်ခုတွဲသုံးလို့ရတယ်အဲ့ဒါလေးမှတ်ထားမယ်နော် trim ရ နဲ့ ဒုတိယ speed တစ်ခုပါနေတယ် ဒုတိယစပစ်ချားနေနော် ဒီမှာတော့ ခုန စောစောက ကနန်းနေပါလေ ဒီမှာလား ဟုတ်တယ်ဆရာ ထောက်ကြည့်မယ်နော် ဟုတ် equal ဒီက twin ခဏနော်ဒီကောင်ဆိုရင်ဒီလိုမျိုးရေးကြည့်ပေါ့ဒီကောင်ကိုဘယ်လိုမျိုးရေးကြည့်ရမလဲဆို clean ပြီးမှနောက်က trim လို့ထည့်ရေးကြည့်ရင်လည်းရမယ်နော် clean ပြီးမှ trim လို့ထည့်ပြီးတော့ရေးကြည့်လိုက်ဒီနားမှာ split ဖြစ်နေလားမဖြစ်လားလို့ကျွန်တော်ကြည့်ကြည့်မယ်နော်အဲ့ဒါဆိုရင် error စိတ်ထဲမှာဒီမှာမြင်ရတာဒီကြားမှာ split ချားနေလို့ထင်တယ်မလားဒါဆိုဒီအောင်အလုံးကြီးတွေရေးကြည့်ဘယ်နှလုံးရှိတော့ ကိုလုံး 3 လုံး9 လုံးအဲ့9လုံးအဲ့ဒါကိုကျွန်တော်ဒီမှာဟိုနဲ့တွက်ကြည့်မယ် length ဆိုတဲ့ formula လေးကျွန်တော်သုံးပြီးတော့ဒီလုံးကိုကျွန်တော်တွက်ကြည့်မယ်ဘယ်နှလုံးရှိလဲလို့ပြော10 လုံးဒါဆိုရင်9 လုံးမဟုတ်ဒီနားမှာ space တစ်လုံးပါနေသေးဆိုတဲ့သဘောရှိတယ် ဟုတ်ကဲ့ ဟုတ်တယ်မလားဒါမှမဟုတ်ရင်သူကတစ်ခုဖြစ်နိုင်တာကနောက်ဆုံးမှလည်းဖြစ်နိုင်တယ်ရှေ့ဆုံးမှလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီရှေ့ဆုံးကတော့ကတ်နေတာဖြစ်တဲ့အတွက်မဖြစ်နိုင်တော့ဘူးเนาะအဲ့ဒါဆိုတော့ equal trim trim ဝင်စာ and clean cle and clean ဝင်စာဒီစာလောက်ထောက်တယ်ဝင်ပိတ်ဟုတ်တယ်ဒီကောင်မှာ3လုံး6လုံး6လုံးဆို9လုံး space တစ်လုံးပိုနေသေးတယ် friend သုံးတာတော့မပြောက်ဘူးဆရာ အဲ့ဒါတော့မှသူကမပြောက်ရှင်သေးဘူး ဟုတ် ပုံမှန်ဆိုရင်တော့သူကဘယ်နှလုံးတော့9 လုံးပဲရှိရနော်ပုံမှန်ဆိုရင်9 လုံးခုနကတော့ဒီနားမှာအဲ့သင်္ကေတ sign တွေပါလာလို့ဖြစ်နေတဲ့အကောင် ဟုတ်ကဲ့ ဒီကောင်ဆိုတစ်ချက်လုပ်ကြည့်မယ်ဒီကောင်လေးကိုဒီနားမှာ space 3 လုံးတော့ပုတ်ကြည့်လိုက်တယ်ဒီမှာဘာဖြစ်သွားတော့ချားသွားတယ်အဲ့ဒါဆိုရင်ဒီနေရာမှာခုန trim နဲ့ clean နဲ့နှစ်ခုတွဲပြီးရေးထားတယ်ရေးထားတာတော့မှဒီမှာ3ချက်လောက်ခြားထားပြီမယ်လို့ဒီမှာဆိုရင် space ကဘယ်နှချက်တော့တစ်ချက်နှစ်ချက်3ချက်ဆိုတော့ဒီမှာ2ချက်ပဲလွတ်တယ်သူကဒီမှာတစ်ချက်စာကြံနေတယ်ဒါဆိုရင်ဒီနေရာမှာနောက်ထပ်ဒီလိုမျိုးထပ်သွားကြည့်မယ်နော် trim ဆိုတော့
train ကို train တစ်ခုထပ်ထည့်လိုက်နောက်တစ်ခါ train တစ်ခုထပ်ထည့်ကြည့်လိုက်ရှားသေးတာပဲလား ထားတာ စားသေးတယ် ရှားရင်ထပ်ထည့်မယ် ဟမ် ရှားတာပဲ စားသေးတယ်ချတာ အဲ့တော့ဒီ formula ဒီအောက်ဆွဲကြည့်အောင်ဟုတ်တယ်သူက10လုံးဖြစ် ဟော ဒါပေမဲ့ तू က space ချားနေတာချားနေတယ်ဒါပေမဲ့ तू မှာကဏ္ဍရှိလားဆိုတော့မရှိဘူး तू က formula ကြီးနော်ချားတော့ချားနေတယ်ဒါပေမဲ့ formula ကြီးဒါဆိုဒီ formula လောက်တဲ့စာသားကိုကျွန်တော်က copy ကူးပြီးတော့အခြားတစ်နေရာကိုကျွန်တော်သွားချလိုက်တဲ့အခါမှာဒီကောင်ကို page 1 2 3နဲ့ချတော့ဒီကောင်ကဒီမှာကြီးချားနေသေးလားဆိုတော့အဲ့တော့မှဒီမှာသွားကြည့်လို့ရတယ်ချားလားမချားလားဆိုတော့ဒီမှာကြည့်လို့ရတယ်ဒီနားမှာဒီလို space လေးတစ်ချက်ပုတ်ကြည့်လိုက်ရင်ဒီမှာတစ်လုံးစာနော်တစ်လုံးစာဟနေတာတွေ့လိမ့်မယ်ဒါဆိုရင်တော့ဒီထဲမှာတစ်ချက်ဟနေသေးတာကိုတွေ့လိမ့်မယ်နော် ဟုတ် အဲ့တော့နောက်တစ်နည်းကဘယ်လိုမျိုးနဲ့နောက်တစ်ခုလုပ်လို့ရလဲဆိုဒီလွတ်နေတဲ့ cell ကွက်တစ်ကွက်ကို control C လုပ်လိုက်တယ်ဒီ area ပေါ်ကို right select ချယ်လိုက်တယ်ပြီးရင်ကျွန်တော်တို့ control order v ကိုနှိပ်ပြီးတော့ဒီထဲမှာ add app ဆိုတာရှိတယ်အဲ့ဒီ app ဆိုတာလေးကိုနှိပ်ပြီးတော့ okay လို့နှိပ်ကြအောင်စီသွားလားစီသွားတယ်ဒါပေမဲ့ဒီကောင်ကဘာဖြစ်သွားတော့ train နေတာအများသွားလို့ခုန error တက်သွားတာဘာမှမဖြစ်ဘူးအဲ့တော့ဒီညမှာ equal နောက်ကဘာလို့ plus 0ရဲ့ဘယ်ပေါ်လာအော်အဲ့တော့ဒီကောင်ကဟိုဟာပါနေသေးတယ်အဲ့တော့နောက်မှာ trim trim ထည့်လိုက်မယ်နောက်တစ်ခါ win page ထည့်လိုက်တယ်ဟုတ်ဒီကောင်မှာပြဿနာရှိတာသိလားဒီကောင်ကဘာဖြစ်နေဒီပုံမှာအစိမ်းအောင်ဖက်ကလေးတစ်ခုတွေ့လား တွေ့တယ်ဆရာ ဘာမှမဖြစ်ဘူးနော်ဒီကောင်မှာဘာဖြစ်ဒီအစိမ်းအောင်ဖက်ကလေးဖြစ်နေသေးတယ်ဆိုဒီကောင်က formula မှာပြဿနာရှိနေတဲ့ဘောရှိတယ်နော် inconsistent formula ဆိုတာဒီကောင်က formula မှာကိစ္စမျိုးသူ့ကိုလည်းခုနလိုပဲလွတ်နေတဲ့ cell ကွက်တစ်ကွက်ကိုခုနလိုပဲ control C ဒီပေါ်ပြန်တင်မယ် control order V add add okay ဆိုပြီးနှိပ်ချလိုက်နှိပ်လိုက်တော့သူကဘာဖြစ်သွားတော့ value ဘယ်လို non value နောက်က plus 0လေးပါလာပြီးတော့ဒီလိုသူကဘယ်ဘက်ကတ်နေMakanya tadi kita kan lucu sesuai hari ini. ဟိုဘက်ကကဏ္ဍနေတဲ့ကိုထည့်ကြည့်မယ်နော်ဒီဘက်ကကောင်လေးတစ်ခုကို control C ဒီကောင်တွေကိုလုပ်ကြည့်အောင်ဒီကောင်တွေဘယ်လိုပြောင်းသွားမလဲလို့သိကြည့်လို့ control order V အဲ့ပါဘူး add add okay ဆိုတော့ okay တချို့ကဏ္ဍတွေတော့ပြောင်းသွားတယ်နော်တချို့ကဏ္ဍတွေတော့ပြောင်းသွားတယ်တချို့ကဏ္ဍကိုအကုန်လုံးပြောင်းတယ်ဒီကောင်တစ်ခုပဲမှမွေဖမ်းနေတာတွေ့လား ဒီကောင်တစ်ခုပဲကျန်တဲ့လူဟာတွေအကုန်လုံးက data ပြောင်းသွားတယ်ရှင်းသွားတယ်ဒီကောင်တစ်ခုပဲမရှင်းမဲနဲ့ဒီမှာဘာလာဖြစ်နေလဲဆိုတော့ဒီကြားမှာ2 5နဲ့ဟိုကြားမှာသင်္ကေတလေးကဒါလေးလာခံတယ်ဘာသင်္ကေတလေးလည်းမသိဘူးဒါလေးခံနေတာနော်အဲ့ကောင်ခံနေတာအဲ့ဒါကြောင့်မလို့ဒီကောင်ကပြဿနာရှိတယ်အဲ့ဒါဆိုရင်ဒီကောင်ကို accounting format လုပ်လိုက်ရင်ရော accounting format လုပ်လို့ရလားမရဘူးနော်တွေ့လားပြဿနာရှိတယ်အဲ့လိုမျိုးသင်္ကေတမျိုးတွေနဲ့ပြဿနာဖြစ်လာပြီဆိုရင်တော်တော်ပြဿနာတက်တယ်ဟို comma လည်းကုတ်လို့မရဒသမလည်းတိုးလို့မရဘာမှလုပ်လို့မရဒီမှာဆိုရင် general format လုပ်ပြီးတော့ comma ကုတ်လည်းမရဘာမှလည်းမထွက်အဲ့လိုမျိုးဖြစ်တတ်တယ်မကြီးတုံညတွေတိုးတယ်ဒသမတွေထားတယ်ဘယ်လောက်ထားတာသူ့မှာဒသမပေါ်လာဆိုလုံးဝမပေါ်ဘူးဒါဆိုရင်ဒီဟာကိုနောက်တနည်းကျွန်တော်ထပ်ပြီးတော့ဒီလိုပြဿနာဖြစ်လာတဲ့ဟာမျိုးပေါ့နော်လုံးဝဘယ်လိုနည်းနဲ့မှမရဘူးခုနလိုဒီကအလွတ်ဆဲကွက်ကိုလောက်တာလည်းမရဘူးဆိုရင်နောက်တနည်းထပ်လို့ရမယ်အဲ့ကောင်ကို equal value လို့ formula ကိုသုံးပြီးတော့ဒီစာသားပေါ်မှာထောက်မယ် win page အနောက်ခောက်ကြည့်မယ်ရလားမရဘူး အေးရ equalဟုတ်ပြီ equal test ဒီစာသားပေါ်ထောက်မယ် comma ကုတ်မယ် format တက်ကကျွန်တော်လိုချင်တာက hash ဘာနဲ့လိုချင်လဲဆိုရင် hash comma
hash comma hash 0 ဒသမ00နဲ့လိုချင်တယ်လို့ပြောပြီးတော့ရေးကြည့်မယ်ရလားရတော့ရတယ်ဒီ space ကြီးကပါနေတော့မယ်နောက်ပြီးတော့ space လည်းပါသလို comma လည်းကိုလို့မရသေးဘူးတော်တော်ငွေဖမ်းတယ်နော်အဲ့ဒီအတုပ်အဲ့တော့ဒီမှာရှိတဲ့ကောင်လေးကို အဲ့ဒါရေးရောဆရာ ဟင် အဲ့ဒါလေးရေးလိုက်ပျောက်သွားမယ်လေအဲ့ဒါလေး ဒါ ignore error ဆိုတာကလေပျောက်တယ်ဆိုသမီးအစိမ့်ဘက်ကိုမမြင်နေတာပဲရှိမယ်ဒီရဲ့ဖြစ်ပြနေတဲ့ပြဿနာတော့မပျောက်သွားဘူး ဟုတ်ကဲ့ဆရာ တခုတော့ရှိမှာပေါ့ဒီကောင်းကိုခုနလို control C နဲ့ဒီဘက်ကိုလာသွားထားပြီးတော့ဒီနားမှာpage 1 2 3နဲ့သွားလဲမပြောက်သေးဘူး formula နဲ့သွားလဲမပြောက်ဘူးဘယ်လိုနည်းမှတကောင်မပြောက်ဘူးငွေဖမ်းတယ် ဟုတ် တွေ့လားဘယ်လိုမှမပြောက်ဘူးအပြောင်းအောင်လုပ်ရမှာတခုပဲရှိတယ်ဒီထက်အကောင်ကိုပဲလုပ်လို့ရလိမ့်မယ်ဒီထက်အကောင်မှာဘာလုပ်လိုက်မလို့ဒီအကောင်ကိုတစ်ဘက်ကလေးနေအန်တာခောက်ချလိုက်ရှိနေတာပဲ ဟုတ် အဲ့သင်္ကေတတုံးလေးကိုဖယ်ကြည့်နော်ဖယ်ကြည့်ဒီမှာတော့ပျောက်သွားတယ် space မကတ်ဘူး ဟုတ် မကတ်ဘူး ကျွန် နော် တော်ထင်တော့အဲ့ဒါပုတ်ပြက်ပုတ်ရက်နဲ့ပုတ်ပြက်ပုတ်ရက်နဲ့ဟိုဟာစလုံးပေါင်းဟိုဟာကိုစစ်တဲ့ formula လို့ထင်တယ် အဲ့ဒါ အဲ့ က တော့ လေ သူက တချို့ နှစ်ခါသုံးခါလောက်တော့အမှားမခံဘူးဆိုတဲ့သဘောလားမသိဘူးနော် တချို့ဟာတွေကဒီ SC character လို့ခေါ်တယ်တချို့ဒီ key တွေထဲမှာဒီ computer programming code ပေါ့ SC character code လို့ဟာမျိုးတွေတချို့တွေကဖြတ်လို့မလွယ်တဲ့ code မျိုးပါလာတဲ့ခါမျိုးကြမို့ကြရောတောင်းဟာတွေကတော့ဒီမှာသင်္ကေတတွေခုနကတော့ဟာတွေတွေ့ရမလားသင်္ကေတတွေအကုန်လုံးပျောက်သွားပြီမယ်လို့အဲ့တချို့သင်္ကေတမျိုးကြရင် programming code သင်္ကေတမျိုးတွေပါလာလုံးဝဖြတ်မရပြုတ်မရinsert တိုးလို့မရပြုတ်မရအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါတော့တစ်ခုတလေရောဖြစ်တတ်တယ်အဲ့တိုင်းနော် ဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ခုက train ရှိမယ်နောက်တစ်ခုက replace ဒါဒီ replace တို့ဘာလို့လဲပြောမယ်ဆိုရင်ကျွန်တော်သိမသုံးတော့ပါဘူးเนาะအရင်တုန်းကခေတ်တုန်းကကျွန်တော်ခေတ်တုန်းကဒီ replace တစ်ခုရဖို့ယူကျွန်တော်တော်တော်သုံးရတယ်သူကဒီမှာစာနေကသူ့ရဲ့ဒီနောက်ကဥမာ Ferguson ဘယ်လက်ဒီနာမည်လို့ချင်တာဒီနာမည်ရဲ့ဒီရှစ်နာမည်ဘို့နောက်ကကောင်ယူချင်တာဒါဆိုစာနေလို့ပါဆိုအရင်တုန်းကဒါကျွန်တော်ရေးပြမယ်ဒီကောင်အရင်တုန်းကဆိုရင် replace formula တစ်ခုကိုသုံးမယ်ဆိုရင် old test ကဒီစာသားပြီး comma ကုတ်တယ် step number ပဲအနေစမ်းလို့ဆို1ပြီးသွားရင် तू ကဘာကိုရှာချင်လဲဆို number character ဘယ်နှလုံးကိုရှာချင်တာလဲဆိုတော့အဲ့ number character နေရာမှာပြဿနာတက်ပြီးအဲ့ဘယ်နှလုံးမှမသိဘူးဘယ်နှလုံးမှမသိဘူးအဲ့ဒါသိဖို့ find နဲ့သွားရတယ် find တက်ကဘာကိုရှာမလဲဆိုရင်ဒီထဲမှာရှိတဲ့ comma လေးကိုရှာချင်တာအဲ့ဒါကြောင့်ဒီမှာ double quote comma ဆိုတာလေးသွားမယ်ပြီးရင် comma quote within test ဒီ area ဟောဒါကအဲ့ဒီဟာလေးသိဖို့ရေဒီစလုံးနှလုံးရဲ့ဂျားမှာရှိတဲ့ comma လေးကိုရအောင်ရှာဖို့ဒီ find နဲ့တစ်ခါလုပ်လိုက်ရတယ် तू ကပြဿနာကလုပ်ပြီးတော့မှဒီ number character ရပြီဆိုတော့မှအဲ့ကောင်ရဲ့နောက်နားလေးမှာကျွန်တော်ကဘာလုပ်ရမလဲဆို comma ကုတ်တယ်ပြီးတော့မှ new test ကဘာလုပ်ချင်တာလဲဆိုအဲ့ကောင်လိုပြတ်မှာဆိုလို့စပိတ်ပါပုတ်လိုက်ပြီးတော့ plan ပေါ့နော်အဲ့ကောင် plan ထားခြင်းလဲဆို win bait လုပ်လိုက်တယ်ဒီကောင်ပြောပါတော့ဒီကောင်ကစပိတ်မို့ plan ဆိုတော့ဒီမှာပြနေရော replace ch step number 1 find ကဘာကိုရှာချင်တာလဲဆိုတော့ဒီမှာကျွန်တော်တို့ find test ကcomma လေးကိုရှာချင်တာပြီးတော့ဒီမှာပါလာလဲဆိုတော့ရှာချင်တဲ့ area ဒီကောင်ဒါပြီးတော့မှnumber character ပြီးသွားပြီဆိုဒီမှာ new test က length new test က length replace ဒါ old test ဆိုတော့ဒီကောင်ကိုပြန်ထောက်လိုက်လို့ရှိရင် ch f90 နေကြည့်မယ်နော်ဒါဆိုရင်ဒါကိုပြောတာပြီးရင်သူကပထမ character 1ပြီးရင် find ကဘာကိုရှာလဲဆိုတော့ဒါကိုဒီမှာမှားနေတာ formula ကိုစစ်လိုက်တဲ့အခါကျတော့ formula ဘယ်မှာလာမှားနေလဲဆိုတော့ဒီမှာလာမှားတယ် step number 1ပြီးရင် find number character ကဘာကိုရှာတာလဲဆို find test ကရှာချင်တာ comma လား space လား sorry ကျွန်တော်ဒီမှာမျက်လုံးကမမြင်ရအောင်အဆက်ကလေးထင်နေတာကိုကျွန်တော် comma မှတ်လို့မဟုတ်သူက blank ကိုရှာချင်တာဒါကြောင့်မလို့ဒီနေရာမှာဘာလုပ်မလို့ double quote space ပါ double quote ကျွန်တော်ဒီနာမည်နှစ်ခုရအောင် comma လေးတွေကုတ်ထားတယ်လို့အဲ့မဟုတ်သူ space ဆိုဒီမှာ space ထားမယ်ပြီးတော့မှ test ဒါဆိုဒီကောင်ရပါပဲ enter ခောက်ချလိုက်ရင်ဒါ Ferguson ဆိုအတွက်အဲ့မှာသူက space လုံးဝမချဘူးဆိုရင်ဒီနားမှာဒါကိုစီးလိုက် blank ပဲဒါဆိုလို့ဒီကောင်ဟိုဘက်ကတ်သွားလိမ့်မယ်
ဒီလိုမျိုးလေးပေါ့ဒါကိုစီးဆွဲချလိုက်ရင်ဒီနောက်ကစာနေနေရမှာပေါ့အဲ့တော့အဲ့ဒီနေနဲ့သာဒီလိုနောက်ကစာနေတစ်ခုရဖို့လိုက်ရေးနေရလို့ရှိရင်မချောင်ဘူးเนาะဒါကျွန်တော်ရေးပြတာပါမချောင်ဘူးအဲ့တော့ဘယ်လိုနည်းနဲ့ရနိုင်လဲလို့ပြောပြမယ်အဲ့တော့ဒါတွေအကုန်လုံးဖြတ်လိုက်နောက်ကနာမည်ကိုလိုချင်တယ် FERGUSON မှန်အောင်ပဲရိုက်လိုက် enter ခေါက်လိုက်နာမည်တစ်ခုပဲရိုက်ရမယ်အဲ့ဒါပြီးဒီအောင်ဆက်လက်ဆွဲ control နဲ့ဗာနဲ့နေလဲ E လို့နေလဲပြီးပြီပေါ့နော်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ဒီမှာပြန်ပြမယ်ဒါကိုဆက်လက်ပြန်ချင်မယ်ဒီမှာရှိတယ် data တွေကဒီနားလေးမှာ flash page က control နဲ့ E အဲ့ဒါနှိပ်လိုက်ရင်ဒီမှာထွက်ပြီဒါမှမဟုတ်ကျွန်တော်ဒီနာမည်ကိုနောက်နာမည်မလို့စာနေမလို့ဒီမှာသူ့ရဲ့ရှေ့နာမည်ကိုလိုချင်တယ်ဆို TAL1 ဆိုတာလေးကိုရိုက်ပြီးသွားတာနဲ့ဒါလေးကိုဆက်လက်ဆွဲပြီး control နဲ့ E ဆိုတာနဲ့ဒါရှေ့နာမည်တွေပဲထွက်တယ်အဲ့ဒါဆိုခုနလို formula နဲ့ဆိုအဲ့ဒါအများကြီးပေးရှိဦးမှာနောက်ထပ်ရေးရမှာလေနော်အဲ့တော့ဒီ replace ပဲတိတ်မသုံးတော့ပါဘူးနော်များသောအားဖြင့်နောက်တစ်ခုကဘာနဲ့လုပ်လို့ရသေးလဲဆိုအဲ့ဒီခုန control F တို့ DR တို့နဲ့လည်း replace အစားထိုးတာတို့ဘာလို့နဲ့လဲခုနလိုဟာမျိုးတွေလုပ်လို့ရတယ်နော်အဲ့ဒါမျိုးတွေနဲ့လုပ်လို့ရနည်းရှိတယ်နောက်တစ်ခုက if and all ဒါလေးနည်းနည်းရေးကြည့်လို့ဒါလေးပြီးရင်ဒီတစ်ခါပြီးရင်ကျွန်တော်သွားတော့မယ် Pybox scan ကိုသွားမယ်ဒီနေရာမှာ if and all မှာခဏရက်မယ်အဲ့တော့ဒါကသူကဘာပြောတာလဲ series တွေကရောင်းတာ more than 3000 3000ထက်ရောင်းထားတာ3000ထက်ရောင်းထားတဲ့ amount တွေကိုတဲ့သူကဘာပေးမလဲဆိုရင် given to 10% bonus ပေးမယ်10% bonus ဒီမှာဘယ်လောက်ပေးမလဲဆိုရင်သူက3000ကျော်ရင်10% လို့သူပြောမယ်ဒီဘက်မှာကျတော့အဲ့10% နဲ့ဒီ amount နဲ့ပေါင်းပြီးသူစုစုပေါင်းပေးရမယ်ပတ်စံ amount ကျွန်တော်တို့ဒီမှာထည့်ပေးပြီဒါမှမဟုတ်ဒီညမှာ10% ဆိုင်လေးတဲ့ဒီကောင်မှပြီးတော့မှမြောက်မှာပေါ့ကဲအဲ့ဒါဆိုရင်ဒါကို formula ကဘာနဲ့ရေးမလို့သူကဒီမှာရေးထားပြရနော် if က say က bigger than ဘယ်လောက်တော့ဒီ say amount ဒီ bigger than 3000ထက်ကျော်ခဲ့ရင်သူ့ကိုတို့ဘာပေးမလဲဆိုရင် bonus bonus မကျော်ရင် no bonus bonus ဟာတရားဒီအဖြစ်ဒီညမှာဒါလုပ်မယ်အဲ့ဒါဆိုကဲလုပ်ကြည့်အောင် formula ရေးမယ်ကျွန်တော်ပြောပြပေး if where to if IT okay တယ်တက်ပြော ဟုတ်ကဲ့ ဘာဆက်ရေးရမှာလဲ logic ကဘာ logical test ကဘာကိုစဉ်းစားမှာ 3% logic ကဘာကိုစဉ်းစားမှာပထမဆုံးသမီးတို့ true တွေ false တွေဘာခဏပေးကြည့်ပထမဆုံးလို့ဘာလိုချင်တာလဲကိုက 3000ထက် 3000ထက်အဲ့3000ထက်ဆိုတော့အဲ့3000ဆိုတာဘယ်မှာရှိရတော့ say ဒီမှာမဟုတ်လား ဟုတ်တယ် ဟုတ်တယ်နော် say အဲ့ greater ဒီနေရာ than မှာရှိတဲ့ 3000 amount ဒီဘာဖြစ်တော့ greater than ဘယ်လောက်တော့ 3000 ဒါ logic အရင်ကဒီ ဟုတ် logic ကဲ့ ကိုစဉ်းစားဒီမှာရှိသော amount လေးဒီဘာဖြစ်တော့3000ထက်ကျော်ခဲ့ပြီ 3000 ဟုတ်လား comma ကိုလိုက်ပြီ value is true ကိုစဉ်းစားတဲ့ဒီ logic တိုင်းဖြစ်ခဲ့တယ်ဆိုရင်တဲ့ value if true ကဘာဖြစ်ချင်တာလဲဒီမှာသူဘာပြော bonus တာ ပေးမယ် bonus double bonus ပေးမယ်ဆိုရင် bonus double go BO bonus and US bonus ကဲလို့မှဟုတ်ပြီကိုစဉ်းစားတဲ့အတိုင်းဒီ amount 3000မကျော်ဘူးဆိုသူဘာဖြစ်မလို့ no no bonus bonus ဟုတ်လား ဟုတ် အနာခေါ်ကြလားဒါဆို तू က3000မကျော်လို့ဘာဖြစ်တော့ no bonus no bonus 3000ကျော်တဲ့လူဆိုရင် bonus ဟုတ်ပြီဒါက no bonus bonus လို့ပြောတာဟုတ်ပြီဒီဘက်မှာကျတော့ bonus မဟုတ်တဲ့လူကိုတော့ထည့်မစင်စားဘူးတို့က bonus ဖြစ်တဲ့လူကိုじゃဘာလို့မလဲဆိုလို့ရှိရင်ဥပမာ तू ကဘယ်လောက်%တော့ 10% လို့ပြောရမလားအဲ့ဒါဆိုဒီ bonus ကြတော့ဒီလို bonus ပေးရမယ့်လူလို့ပြောလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီလူကိုတို့ကသူ့ amount နဲ့သူ့ amount ပေါ်မှာဘယ်လောက်တော့ 10% ပေါင်းပြီးသား amount ကိုပြပြရမယ်ကဲအဲ့ဒါဆိုဘယ်လိုဆက်တော့မလို့မှာ if က if စဉ်းစားမယ် say if ကအခုတို့ဘာကိုယူတော့မလို့ကဲပြော bonus ရှိတဲ့လူကို bonus ပေးမယ် bonus မရှိတဲ့လူကိုမပေးဘူး bonus ရှိတဲ့လူကိုဘယ်လောက်ပေးရမလဲဆိုတော့ 10% ဟုတ်ပြီနော် ဟုတ် အဲ့တော့ဘယ်ဒီဆေးပေါ်မှာယူမလားသမီးတို့စဉ်းစားကြည့်ဆေးပေါ်မှာယူမလားဒီ bonus ပေါ်မှာယူမလားပြော bonus စေးပေါ်မှာယူ ဒီ bonus ကလေးကဒီဘောကနေတို့တွက်ထားတာမဟုတ်ဘူးလား ဟုတ်ပါတယ် ဟုတ်တယ်မလားတကယ်လို့သာဒီ column ကိုဖျောက်ပြီးတော့လှုပ်ချင်တယ်ဆိုရင်လှုပ်လို့ရတယ်ဒါကိုဒီမှာမပြတော့ဘူးတခါတည်းတန်းတွက်ချင်တယ်ဆိုရတယ်ငါအဲ့ဒါမျိုးပြောချင်တာဒါပေမဲ့အဖေကနှစ်ဆင့်သွားထားတယ်ဒီကောင်က bonus ပေးရမယ့်လူလား bonus မပေးရမယ့်လူလားခွဲခြားစိတ်ဖြတ်လိုက်တယ်ပြီးတော့မှ तू ကဘာလုပ်မလဲဆိုဒီမှာရှိသော account ဒီ equal ဘာနဲ့ညီခဲ့ရင်တကယ်ကို BO bonus နဲ့
ဘောနဲ့သာညီခဲ့မယ်ဆိုရင်ဘောနဲ့ညီခဲ့မယ် စေ ဆိုရင် ရဲ့ ဒီကတို့ logic စဉ်းစားလိုက်တာနော်ဒီမှာရှိတဲ့ ဟုတ် ကွက်ကလေးဒီဘောနဲ့သာဖြစ်မယ်ဆိုရင်တို့ကဘာလို့ချင်တာ 10%စေကို ဒီ amount ရဲ့အပေါ်မှာဒီ amount ရဲ့အပေါ်မှာဘယ်လောက်ပါစင်တော့အမြောက် 10% 10%တကယ်လို့မှဘောနဲ့မဟုတ်တော့ဘူးဆိုဘလန့်ဘောဘာမှမပေးဘူးဆိုတော့ဘလန့်မထားလိုက်ဟုတ်နော်အဲ့ဒါခောက်ကြည့်လိုက် ဟုတ် ဒါဆိုရင်ဒီလူကဘောနဲ့မဟုတ်တော့ဘာဖြစ်တော့ဘာမှမပေးဘူး ဘ ဘ လ လ န့် န့်ဘောနဲ့ဖြစ်တဲ့လူကိုကြာရင်မကြီးစီးဆွဲလိုက်ရင်ဘောနဲ့ဖြစ်တဲ့လူရပါဒီအပေါ်မှာဘယ်လောက်တော့10%ဟုတ် ဟုတ်လားဒါဆိုရင်နောက်တစ်ခုရှိသေးတယ်ဒါက10%ကိုပဲတွက်ထားတာထပ်ပြောမယ်တတိယငါက10%နေမဟုတ်ဘူးသူ့ကိုပေးရမယ်ရောင်းအားအမောက်ရဲ့အပေါ်မှာငါက10%ထပ်ပို့ပေးရမယ်ဒါကသူ့ကိုပေးရတဲ့တာမန်ပေးရတဲ့ commission ဆိုပါတော့ဟိုပါပေါ့ဒီလာတာဆိုပါတော့လာတာပေါ်မှာသူ့ရဲ့ရောင်းအားပေါ်နော်ရောင်းအားရဲ့လာတာပေါ်မှာမှတို့ကသူရမယ် commission ကဒီပေါ်မှာဘယ်လောက်တော့10%ရမယ်ဆိုရင်အဲ့ဒါနဲ့ဒါနဲ့ပြန်ပေါင်းပြီးတော့မြန်ထည့်အောင်မယ်ဆိုရင်ဘယ်လိုလုပ်မလို့ဒီ formula မှာ10%နဲ့ဒီ amount နဲ့မြှောက်တယ်နော်အဲ့ဒါရဲ့ရှေ့လေးမှာဘာလုပ်ပြရမလဲဆိုဒီ amount ကိုဒီလိုသွားမယ် စေကို ဒါက ပါ ဒီလာတာကိုဒါနဲ့ဒါနဲ့မြှောက်လိုက်တာ10%နဲ့မြှောက်လိုက်တာခုနကတော့ amount ရမယ်ပေါ့ဥပမာဆိုပါဒီမှာ8,400ရမယ်ဆိုပါစို့ဒါဆို8,400ကိုဘာနဲ့တော့ပေါင်းရမလဲ8,38နဲ့ပေါင်းပြီးတော့ဒီ8,400နဲ့8,38နဲ့ပေါင်းလိုက်မှသူ့ကိုအတင်ပေးရမယ် amount ရချင်တာမျိုးဆိုရင်ဒီညမှာဘာထက်လုပ်ပြရမလဲဒီ amount လေးကိုထောက်အပေါင်းပေါ့ ပါ ဟုတ်လားအဲ့ဒါမျိုးလေးထည့်ပေးလိုက်ရင်ဒီကောင်မှာဘာလို့မကြီးစီးဆွဲချလိုက်ရင်ဒီကောင်က995မဟုတ်တော့ဘူး995မဟုတ်တော့ဒီကောင်ဆိုရင်995နဲ့995နဲ့ပေါင်းတဲ့အမောင်းဖြစ်သွားမှာပေါ့ဟုတ်လားဒါနဲ့ခုနတော့995နဲ့ပေါင်းလိုက်ပါပြောပါမလို့ဒီလောက်အမောင်းပေါ့ဒါသူ့ကို steve bonus ကိုရောင်းအောင်အမောင်းရော bonus ကိုတူလုံးတွဲပေးတာမျိုးဆိုရင်ဒီတိုင်းတွက်မှာပေါ့နော်မထည့်ဘူးဆိုလည်းရပါတယ်နော်မထည့်ဘူးဆိုလို့ရှိရင်ဒါလေးကိုမထည့်နဲ့ပေါ့ဒါမထည့်ဘဲနဲ့သွားမယ်ဆိုရင်ခုန bonus တီးတတ်မယ်သွားခြင်းဒါပဲရမယ်နော်အဲ့ဒါတပုတ်ဒီဘက်ကကြတော့ဘာလို့ဆိုတော့ तू ကဒီဘက်တစ်ပုတ်ကြတော့ပြောပြီး तू သွားရောက်တာကတဲ့ဘယ်လောက်တော့3000ထက်လဲကြော်ရမယ်ဘယ်ဒေသတော့ဥပမာမြောက်ကလာဆိုပါစို့ not region ပေါ့နော်မြောက်ကလာမှာသွားရောက်တာသူ့ရဲ့ရောင်းအားအမောင်း3000အထက်ကြော်ခဲ့ရင်သူ့ကိုဘောနဲ့ပေးမယ်ဟောကောနဲ့ logic ကဘယ်နှခုဖြစ်သွားလဲဆိုတော့ logic က2ခုဖြစ်သွားတယ်ဒီမှာ तू ကပြောထားတယ်သူ့ရဲ့ရောင်းအားဒီတဲ့ဘယ်လောက်တော့3000ထက်ကြော်ရမယ်တဲ့ဘယ်ဒေသမှာတော့ in the not region ထဲမှာ तू သွားရောက်တာ3000ထက်ကြော်ခဲ့ရင်သူ့ကိုဘောနဲ့ပေးမယ်မကြော်ရင်ဘောနဲ့မပေးဘူးဆိုတဲ့အဖြေထွက်အောင်ရေးမယ်အဲ့တော့ logic ဒီတစ်ခုတည်းလားနှစ်ခုလားစဉ်းစားကြည့် ခုဖြစ်သွားရဲ့ နှစ်ခုဖြစ်သွားပြီဆိုရင် and ခံရတယ်ဒီမှာတွေ့လား if ကိုနောက်ကနေပြီးတော့ and ထည့်ရတယ် and ထည့်လိုက်လို့ရှိရင် logic 1 logic 2 logic 3ဒီပထမအဖြေတွေတုန်းကဒီမှာတွေတုန်းကတို့ပါတော့ logic ကိုစဉ်းစားတဲ့အခါမှာ logic ကဒီမှာတစ်ခုပဲရှိတယ်ဒါသူ့ရဲ့ logic ဟုတ်တယ်နော်ဒီမှာဒီ logic ကလေးဒီတစ်ခုပဲပါတယ်အခု logic ကဘယ်လောက်ဖြစ်လဲဆိုတော့ not data လည်းဖြစ်ရမယ်အဲ့ဒါ logic တစ်ခု 3000 အောက်ကလည်း3000ကျော်ရမယ်ဆိုတော့ logic တစ်ခုဒါဆို logic ကနှစ်ခုဖြစ်သွားပြီဆိုဒီရှေ့မှာ if ကနောက်မှာဗာထည့်ပြမလို့ and ထည့်ရေးရမယ်အဲ့ဒါလေးသတိထားနော်အဲ့ဒါမျိုးလေးလုပ်ငန်းခွင်မှာအသုံးတည့်တယ်သတိထားပြီးအဲ့ဒါဆိုဒီမှာ equal if andလို့ပြောလိုက်တာနဲ့ logic ကခုနလိုမဟုတ်တော့ဘူး logic 1 logic 2 logic ဘယ်နှစ်ခုရှိလဲကျဲတဲ့လောက်ထည့်ရတယ်ဒါဆိုပထမ logic ကိုကြည့်အောင်ပထမ logic ကဒီမှာရှိသော amount ဒီ greater than ဘယ်လောက်တော့ 3000 3000ကျော်မယ်ပြီး comma လေးကုတ်လိုက်ပြီဒါပထမ logic ပြီးသွားတော့ဒုတိယ logic 2ဆိုပြီလားမမေးဘူးလားဒုတိယ logic 2ကဒီမှာရှိသောအကွက်ထဲကအကောင်ကဘယ်သူဖြစ်ရမလို့ equal ဘယ်သူနဲ့ညီရမလို့ lost region ဟုတ်လား ဟာ 3000လဲကျော်ရမယ် not လဲဖြစ်ရမယ်ဆိုတာမျိုးပါသွားပြီပြီးတော့မှအဲ့ logic နှစ်ခုစဉ်းစားလို့ပြီးသွားပြီသူကလည်းကွင်းပိတ်ပြီးသွားရင် comma လေးကုတ်လိုက်တာနဲ့သူကဘာလာမေးပြီတော့ value true ဟုတ်တယ်မင်းပြောသလို not လဲဟုတ်တယ်အမောင်းကလည်း3000ကျော်တယ်ဆိုရင်မင်းဘာဖြစ်ရှင်တာလဲဆိုတော့သူကသူ့ကို bonus ပေးမယ် US bonus တကယ်လို့မဟုတ်ဘူးဆိုရင်တို့ဘာဖြစ်မလို့သူ့ကို no bonus ဟုတ်လားအန်တာခောက်ကြအောင်ဒါဆိုဒီမှာကြည့်အောင်ဒီလူဒီ not တော့ဟုတ်တယ်အမောင်းက3000ကျော်လားမကျော် မ ဘူး ကျော် bonus ဒါဆိုဆွဲချကြည့်လိုက်မယ်ကြည့်အောင်ဒီမှာ bonus ဖြစ်တဲ့လူကိုကြည့်အောင် bonus ဖြစ်တဲ့ဆို not data လည်းမှန်တယ်အမောင်းကလည်း3000ကျော်တယ်ဒါကြောင့်မသူ့ဘာလို့ bonus နောက်မှ not data လည်းဟုတ်တယ်အမောင်းကလည်း3000ကျော်တယ် bonus ရမယ်နော်ဒါတစ်ခု ဟာ နောက် connection တစ်ခုထပ်ပြောမယ်နောက် connection ကြတော့သူက
ဘယ်လိုပုံစံမျိုးပြောထားလဲ or နဲ့ခံရတာမျိုးဖြစ်သွားတယ်သူက not ဒေတာမှာတဲ့သွားရောက်တာတဲ့3000ကျော်ရမယ်ဆိုလို့ရှိရင်တဲ့ bonnet no bonnet သူကနှစ်မျိုးပြောထားတယ်သို့တော့သူခံရမှာရှိရအန်မဟုတ်ဘူးအန်ကြတော့တစ်ခုနှစ်တစ်ခုဆိုတာ not လည်းဖြစ်ရမယ်အမောင်းကလည်း3000ကျော်ရမယ်တစ်ခုနှစ်တစ်ခု or ကြတော့တစ်ခုမဟုတ်တစ်ခုဖြစ်သွားပြီ ဟုတ်ဟုတ် or ကနော်တစ်ခုမဟုတ် ဟာ တစ်ခုပြောချင်တာက condition က logic ကနှစ်ခုရှိတယ်တစ်ခုကဒီ data မှာဒါ not ဖြစ်ရမယ်အမောင်းက3000ကျော်ရမယ်အဲ့ဒါကို if နဲ့အောက်နောက်မှာ or ခံပြီးရေးရင်ဘာလို့ပုံစံဖြစ်သွားလဲဆိုတော့ဒီနှစ်ခုမှာတစ်ခုမဟုတ်တစ်ခုမှန်ရပြီ logic ကပြောချင်တာကဒီမှာက3000မကျော်ဘူးသို့ဆိုဒီမှာ region ကဘာဖြစ်နေတော့ not ဖြစ်နေ not အဲ့ဒါဆိုရင်မှန်သွားပြီအဖြစ်က value honest true သူကဒီ logic နှစ်ခုမှာတစ်ခုမဟုတ်တစ်ခုကမှန်တယ်ဆိုရင်ရပြီဥပမာဒီနှစ်ခုကိုကြည့်ဒီနှစ်ခုမှာဒီဟာက not ဟုတ်လား မဟုတ် မဟုတ်ဘူးသို့ဆိုအမောင်းက3000ကျော်လား 3လောက်ထကြော်တယ် ကျော်တယ်ကျော်ရင်အဲ့ logic ကမှန်သွားပြီသူကနှစ်ခုမှာတစ်ခုမှန်ရတယ်လို့ပြောချင်တာတို့စာမသွားပြည့်တယ်စာမဝဲ6ဘာသာပြည့်ရတယ်တဘာသာမဟုတ်တဘာသာကြခဲ့ရင်လို့သူကပြောပြီးအဲ့6ဘာသာထဲမှာတဘာသာကြတာနဲ့စာမွေးကြsorry အဲ့ဒါဆိုရင်တဘာသာ6ဘာသာမှာတဘာသာကြရင်စာမွေးကြဆိုအဲ့ဒါကို if နဲ့ and နဲ့ရေးမှာလား if နဲ့ or နဲ့ရေးမှာလားကဲစဉ်းစားပြီ if for အော်နဲ့ရေးမှာ ဥပမာမြန်မာသာ equal 40ကျော်ရမယ်40ဖြစ်ရမယ်40အထက်ဖြစ်ရမယ်ပေါ့နော်အင်္ဂလိပ်စာ equal 40အထက်ဖြစ်ရမယ်တေချာ equal 40အထက်ဘိုင်အို40အထက်ဖြစ်ရမယ်လို့ပြောအဲ့6ဘာသာက40အောက်တစ်ဘာသာကြာဝိုင်းကြာပြီဆိုရင်အဲ့ဒါ and ဖြစ်မလား or ဖြစ်မလား and and ဖြစ်မယ်နော်တစ်ခုနဲ့တစ်ခု40ဘာဖြစ်လို့40တဲ့ကျော်ရမယ်40တဲ့ကျော်မယ်40ကျော်တစ်ခုနဲ့တစ်ခု or ကြတော့အဲ့ဒီ6ဘာသာမှာတစ်ဘာသာကြာသွားလဲ तू ကအောင်တယ် moderation လား तू က6ဘာသာကို5ဘာသာကြာလဲတစ်ဘာသာပဲအောင်ရင်အောင်တယ်သူကဒီ condition ဒီ logic 6ခုတည်းတစ်ခုမှန်ခဲ့ရင်ကြာသွားပြီ तू ကအောင်သွားပြီအဲ့တော့ဒီကောင်ကြည့်ကြည့်အောင်ဒီကောင်တွက်ကြည့်မယ်နော်အဲ့ဒါနဲ့ခုနကအမှတ်နဲ့အတူတူပဲသဘောချင်းတူပဲ equal if အဲ့ or ထည့်တာနဲ့ and ထည့်တာနဲ့အရင်ရေးကြည့်တယ် or ဖြစ်တယ်ဆိုတစ်ခုမဟုတ်တစ်ခုလို့ပြောတာ and ကြတော့တစ်ခုပြီးတစ်ခုနဲ့တစ်ခုအဲ့တိုင်းဖြစ်ရမယ်တစ်ခုနဲ့တစ်ခုအဲ့တိုင်းကိုဖြစ်နေရမယ်ကိုပြောတဲ့အတိုင်းဒီတစ်ခုကဘာဖြစ်ရမလဲနောက်တစ်ခုကဘာဖြစ်ရမလဲကိုပြောတဲ့အတိုင်းဖြစ်နေရမှာကတစ်ခုနဲ့တစ်ခုဆိုရင် if and တစ်ခုမဟုတ်တစ်ခုမှန်ရတယ်ဆိုတာမျိုးဆိုရင် if or ဒါဆိုတော့မှ or ခံလိုက်ပြီ logical 1ကဒီ equal ကလေးဒီဘာနဲ့ညီရမလို့ဆို equal ဘာလို့ not ဟုတ် not နဲ့ညီရမယ် comma နောက် logic ကဘာလို့ဒီမှာရှိတဲ့ equal ကလေးဒီ greater than 3000 3အဲ့နေရာမှာပြောချင်တာလေဒီမှာမြန်မာသာအမှတ်ကွာမြန်မာသာအမှတ်ကလေးကဒီနားမှာရှိမယ်ဆိုပါတော့အဲ့ဒါဒီကောင်ကဘယ်နှမှတ်ရှိရမလို့40ဖြစ်ရမယ်ဒါမှမဟုတ်40တဲ့ကျော်ရမှာပေါ့ greater than equal 40ဟောသင်္ချာအမှတ်ကလည်း greater than equal 40အဲ့လိုမျိုးသွားပြီဆိုရင်အဲ့ဘာသာရဲ့6ခုလုံးဒီ40တဲ့ကျော်မှသာလျှင်ဘာဖြစ်မလို့ဇာမွဲအောင်ပါဆိုဒီနေရာမှာ and နဲ့သွားရတယ်အဲ့6ဘာသာတွေကတဘာသာပဲအောင်ဘယ်ဘာသာပဲအောင်ရတယ်ကွာဆိုလို့ရှိရင်ဒါမှမဟုတ် तू က40အောက်ဆိုရင်ကြတယ်လို့ပြောသွားခဲ့မယ်ဆိုပါစို့40အောက်ကြတယ်40အောက်ဆိုကြတယ်40အောက်ကြဆိုအဲ့6ဘာသာတွေကတဘာသာက40အောက်ဖြစ်သွားခဲ့တယ်တဘာသာ40အောက်ဖြစ်သွားခဲ့ရင် तू ကဘာဖြစ်မလို့အော်ခံထားတဲ့အတွက် तू ကစမွေးအောင်ပြီအဲ့ဒါမျိုးဆိုရင်ဒါနဲ့သွားတာโอเคဒါဆိုရင်ဒီပြီးသွားပြီဆိုရင်ဒီ logic တွေပြီးသွားပြီဆိုရင် तू ကခွင်းပိတ်ရတယ်နော်အဲ့ဒါတတိထားမှာ logic ကနှစ်ခုရှိတယ်နှစ်ခုပြီးပြီဆိုဘာလို့လဲတော့ခွင်းပိတ်လိုက်တာနဲ့ तू က comma ကုတ်လိုက်ပြီဆိုရင် value true အဲ့ဒါဆိုဘာပြောမှလဲဆိုခုနကတော့ဟာ bonus comma ကုတ်အဲ့ဒါမှမဟုတ်ဆိုရင် no bonus ဟုတ်လားဒါဆိုရင်ဒီနှစ်ခုမှာ तू က not ဖြစ်တဲ့အတွက်မှန်တယ်တစ်ခုမှန်တယ်တစ်ခုကမှားတယ်သူရတယ် तू က or ဖြစ်တဲ့အတွက် तू က okay bonus ပေးမယ်ဟောနောက်တစ်ခုကျတော့ not data မဟုတ်ဘူးဒါအမောင်းက3000ကျော်တယ်လည်းပေးမယ်ဒီဟာကျတော့နှစ်ခုလုံးတစ်ခုမှမဟုတ်ဘူး not လည်းမဟုတ်ဘူး3000လည်းမကျော်ဘူး no bonus ဒီမှာတစ်ခုက not မဟုတ်ဘူးသို့တော့အမောင်းက3000ကျော်ရဲ့ bonus ဒီလိုမျိုးသွားကျင်တာမျိုးနော်အဲ့ဒါကို if နဲ့ or နဲ့ရေးတယ် if နဲ့ and နဲ့ရေးတယ်အဲ့ဒါလေးသိရမယ်နော်3မျိုးရှိတယ်နော်3မျိုးโอเคဒါပြီးတို့ဒီအခန်းကဟိုးနောက်ဆုံးမှလာမသိဘူးပိုက်ဘော့ခန်းရှိတယ်အဲ့ပိုက်ဘော့လေးကိုတို့ထုတ်ပြီးတော့အပြင်နောက်ထပ်ရှိတစ်ခုမှသွားထည့်ရေးမယ်ဒီမှာပိုက်ဘော့ဒီပိုက်ဘော့ကို right click နှိပ်ပြီးတော့
ဒီ file မှာမသုံးညင်လို့ပြောတာဒီ file ထဲမှာသူ့ကိုမသုံးဘူးဘယ်သွားကျင်တာလဲဆိုဟိုနောက်တစ် file နဲ့ကိုပို့ကျင်တာမျိုးဆိုဘယ်နဲ့သွားတော့ပြောပြပေးပါဦး copy ဒီ pivot data ကြီးကိုနောက် file တစ်ခုတည်းကိုပို့ပလိုက်ချင်တာ file အသစ်တစ်ခုတည်းကိုပို့ချင်တာပြောတော့ move to copy right click right click နဲ့ ပြီးတော့ move Move on copy copy ပြီးရောပြီးပါစက် Okay. Create a copy new sheet create ဒီ copy ဟုတ် တို့ဒီ pivot data ဆိုတဲ့ sheet ပေါ်ကနေထောက်ပြီးတော့လောက်တာဖြစ်တဲ့အတွက် pivot data ဆိုတဲ့ sheet နေလိုက်ရှာနေကြမလို့တော့ဘူးအဲ့ဒါနံပါတ်1သတိထားရမှာเนาะတို့ကဒီ sheet ပေါ်ကနေလောက်တာမဟုတ်ဘူးဥပမာ compare to list ကနေပြီးတော့တို့က pivot data ကိုလိုချင်နေဆိုရင်ဒါပြဿနာရှိတယ် move on copy ဘယ်ရှိလဲဆိုတော့မှလိုက်ရှာရမှာသဘောပေါက်လားဒါကိုရွေးပြရမယ်ပြီးဒါကိုရွေးရမယ်အဲ့မျိုးအခုကတို့က pivot data ဆိုတဲ့အပေါ်ကနေပြီး right click နှိပ်ပြီးတော့ move on copy လောက်တာဖြစ်တဲ့အတွက်ဒီထဲမှာလိုက်ရှာနေကြမလို့ဘူး copy ကူးကျင်တာလား okay copy ကူးကျင်တယ် create copy ကူးပြီးရင်ဒီမှာရှိတဲ့ sheet တွေထဲမှာပဲပြန်ထည့်ကျင်တယ်ပေါ့ဒီနောက်တစ် sheet ထဲမှာထည့်ကျင်တာမျိုးဆိုရင်ဒီမှာ तू ကဘာလို့ move to end လို့ပြောလိုက်ရင်ဒီ sheet တွေရဲ့နောက်ဆုံးမှာ तू ကဒီကောင်ကိုနောက်ထပ် copy ပွားထားတဲ့ကောင်ရောက်သွားလိမ့်မယ်ဟုတ်ပြီနော်အခုတို့ကဒီ file ထဲမှာမဟုတ်နောက်ထပ်တစ် file တော့မှနောက်တစ် file တော့မှနာမည်ရှိတဲ့ file မို့အသစ်ဒါဆိုဒီမှာဘာလို့ new book ပြီးလို့မှ okay okay ဒါဆိုကြည့်လိုက်အခုဒီသင်ခန်းစာမှာဘုံ1ဆိုပြီးအသစ်ဖြစ်သွားပြီတွေ့မလား sheet တစ်ခုလည်းပဲရှိတဲ့ကောင်ရောက်သွားပြီဟုတ်ပြီနော် okay ဟုတ်ကဲ့ဆရာ ဒါအဲ့ဒါလေးတွေလည်းလိုရတယ်နော်ဟိုတည်ရင်တော့လွဲတဲ့အောင်ဘာတဲ့အောင်နဲ့တကယ်တမ်းအလုပ်ထဲမှာအိုးနှင်းခွန်းနှင်းဖြစ်တဲ့ဟာတွေပဲနော် ဟုတ်ကဲ့ ရတယ် တချို့ဟာလေးတွေကလွဲပါတယ်ကွာလို့ထင်ရတာမျိုးလေးတွေတကယ်လုပ်ငန်းခွင်ထဲမှာအဲ့မှာအိုးနှင်းခွန်းနှင်းဖြစ်တယ်နော်အဲ့ဒါကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီ table ကြီးမှာဘာမှယွန်းနေလဲကြည့်ပေးပါဦးဒီ table ကြီးကြည့်လို့ကောင်းလားဘယ်လိုပုံစံဖြစ်နေတော့ကြည့်အောင် product category amount date ကအနောက်ရောက်နေဆရာ date က date ရှိသွားပါမယ် date ဆိုတဲ့အမျိုးဒီအမြဲတမ်းလို့ဘယ်မှာရှိတယ်တော့များသောအားဖြင့်ရှေ့ဆုံးမှာရှိတာများတယ်အဲ့ဒါဆိုရင်ဒီ date ကလေးကိုတို့ကပါရှစ်ကီးနဲ့ဖိတာဒီပေါင်လေးကနေလို့ထောက်သွားမယ်ဟိုရှေ့ကိုပို့လိုက်မယ်ဟုတ်ပြီနော် date order number product ပြီးတော့မှ category amount ဘယ်မှာရှိတင်တာတော့ အနောက်မှာရှိတယ် နောက်ဆုံးပါပြီ ဒါမှရှစ်ကီးနေမယ်ဒါကိုသွားမယ်ဒီနောက်ကိုပို့လိုက်ပြီဟုတ်ပြီနော် okay ဒါဒီလိုမျိုးဖြစ်သွားပြီ okay ဒါဆိုရင်ဒီဇာတ်လေးပေါ့ဒီ pivot တွေဒီဇာတ်လေးကိုတို့ဆွဲတော့မယ် okay ဆွဲပြီဆိုတော့ column 9လုပ်ငန်းဝင်ထဲမှာရောက်လို့ရှိရင်ကိုယ့်ရဲ့ data table ဒီဘာဖြစ်မလဲဆိုရင်တိုင်များထည့်ပါအခုဒီမှာဆိုရင် category လို့ပြောတာ category ရဲ့အဓိပ္ပာယ် category နဲ့ product မှာအမှရှင်းနေတော့မှားနေသေးတယ်ဗျာเนาะပြောချင်တာက ဟုတ်တယ် ရှိမှရှိရမှာ ဟာ ဟုတ်လားဒီ vegetable ထဲမှာမှဘာတွေပါဝင်တာလဲဥမာ carrot broccoli စသဖြင့်ဒါမျိုးပါဝင်တာဒါကြောင့် तू ကရှေ့မှာရှိရမှာเนาะ product ကသူ့ရဲ့နောက်မှာပဲရှိရမှာအဲ့ဒါ category အဲ့မှာတကယ်တမ်းဒီမှာ category တစ်ခုကိုခွဲပုံခွဲနည်းလေးပြောပြပြီ category တစ်ခုကိုခွဲတော့မယ်ကုတ်တစ်ခုလုပ်တော့မယ်သူကဘယ်နှလုံးထားမှာလဲဆိုတာမျိုးရှိတယ် category မှာလေ category မှာ ဟုတ် တချို့ category မှာထားတာလည်းရှိတယ် product မှာထားပုံထားနည်းလည်းရှိတယ်မတူဘူးပေါ့ product မှာထားပုံထားနည်း product ကို item code စောက်တဲ့အခါမှာလည်းကုတ်ဘယ်နှလုံးနဲ့ item code စောက်မှာလဲဆိုတာရှိတယ်ဥပမာဒီမှာရှေ့ရဘယ်နှလုံး4လုံးအလယ်မှာ3လုံးအလယ်မှာ3လုံးပြီးလို့ရှိရင်နောက်မှာကတော့ဥမာ5လုံးထားမယ်ဒီလိုမျိုးပြောချင်တာဒါဆိုရင်ဒီလိုသင်္ကေတမျိုးဆိုရင်ရှေ့4လုံးကဘာကိုကူစားပြုတာလဲအလယ်3လုံးကဘာကိုကူစားပြုတာလဲနောက်က5လုံးကဘာကိုကူစားပြုတာလဲဖြစ်ရအဲ့ဒါဆိုရင်တို့ရဲ့ item code တွေအကုန်လုံးဒီတပုံစံနဲ့ပဲတညီလေးပဲရှိရမယ်ဘယ်ကောင်မှခြုံပြီးထွက်ပြီးတော့ဟိုတစ်လုံးပူနေတာတော့တစ်လုံးရော့နေတာတော့မရှိရဘူးဒါကကုတ်ဟုတ်လားဒါကကုတ်ပြီးသွားမှဒီဘက်ကအကြောင်းအရာကဲတော့တို့ဘာလို့ညာတို့ဆိုတဲ့စာကရှင်းရှင်းပြောရရင်ဒီနောက်မှာရေးကျင်သလောက်ရေးရှည်ကျင်သလောက်ရှည်ဘာပြဿနာမှမရှိဘူးဟုတ်လားဒါ discretion item discretion ဒါက item code ဆိုတဲ့သဘောတဘာဝညီကိုညီရမယ်ဆိုပါတော့မညီဘူးဆိုလို့ရှိရင်ကွာတစ်လုံးပိုတဲ့ကောင်ကပိုမယ်တစ်လုံးရော့တဲ့ကောင်ကရေးမယ်အဲ့လိုရိုက်တဲ့လူကပိုသွားသလားရော့သွားသလားတို့ဘယ်ပုံစံနဲ့လိုက်စစ်မလဲအဲ့ဒါဟုတ်တယ်နော်အားလုံးက same uniform ဖြစ်နေတယ်ဆိုရင်တို့ကဒီနေရာမှာဒါကိုကွက်တိလို့ရတာပေါ့ဒါဆိုရင်ဒီကောင်အလုံးရေဘယ်လောက်ရှိမလဲကပြန်ကြည့်အောင်ဒါလေးနမူနာပြောတာနော်ဒါဘယ်နှလုံးလုံးဒီမှာဘယ်နှလုံးလုံး4လုံး dash နဲ့ဆိုတော့5လုံး
ဒီက3လုံးဆိုတော့8လုံး dash နဲ့ဆိုရင်9လုံးဒီကောင်ကဘယ်နှ လေး လုံး လုံး 5လုံး 5 လုံး 14လုံးဒါဆို okay ဟုတ် ဒါဆိုရင်တို့ရဲ့ဒီ item ရိုက်မဲ့ data တွေကိုဒီ area ပေါ့ဒီ column 9 h column 9ကြီးမှာ item code တွေဒီဘယ်နှလုံးရိုက်မလဲခုန14 လုံး အဲ့14လုံး14လုံးတို့ကဘယ်ထဲကိုသွားမလို့ data တွေက data validation မှာဘာသွားလို့မလဲဆိုရင် test line ဆိုတာရှိတယ် test line လေးမှာဘယ်လောက်လဲ minimum နဲ့ maximum နဲ့မပြောဘူး definite လုံးဝအတိအကျ equal to ဘယ်နှလုံးတော့14လုံး လေးလုံး ပြီး input message ကလေးမှာတို့ကရေးဦးမယ်ခေါင်းစဉ်ကmatch be data import စသဖြင့်ပေါ့နော်ဒီလို data import ဆိုသွားမယ်ပြီးလို့ရှိရင် no more than စာသားကကွာဒီမှာ no more than 40 character ပေါ့နော်အစသဖြင့်ဒီလိုမျိုးလေးပေါ့စာသားလေးထည့်ပေးလိုက်မယ်ပြီးရင် error line မှာဘာလို့မလို့ just stop သူ့ကိုလုံးဝတော့ဟိုမလို့အောင်ဘူး don't more than ဥမာ40 character စသဖြင့်ဒါမျိုးပေါ့ဒီညမှာစာသားတွေကိုကြိုက်တာထက်ဒီမှာလဲ error line မှာလဲစာသားတွေကိုကြိုက်တာထက်ထည့်ပြီးပါပြီ okay နေလိုက်ဟောဒါဆိုရင်ဒီမှာ तू ကအဲ့ဒီအကွက်ကို user ကရောက်တာနဲ့ဘာပြောရမလို့ဒီမှာစာသားလေးကပေါ်မလာဘူးလားmatch data import အဲ့မှာ no more than ဘာဖြစ်တယ် for ဒါဆိုရင်ရိုက်မဲ့ user ဒါကိုကြည့်လိုက်တယ်အော်ဒီမှာ14လုံးမရိုက်ရမယ်14လုံးနဲ့ကြော်လို့မရဘူးဆိုတာမသိပါဘူးလား ဟုတ် သိပါမယ်နောက်တစ်ခါဒီမှာရိုက်တဲ့အခါမှာလဲ okay ဒီနေရာမှာတို့ကဘယ်နှလုံးလုံးရှိရ4လုံးနေရာမှာသူက4လုံးတော့ဟုတ်ပါရဲ့ dash ဒီမှာဘယ်နှလုံး3လုံး dash နောက်မှာသူကဘယ်နှလုံး5လုံးမဟုတ်သူက6လုံးဆိုသူကတစ်လုံးပို့ပလိုက်တယ်အဲ့ဒါခေါ့မရတော့ okay အဲ့ဒါဖြစ်သွားပြီအဲ့ဒါဖြစ်ဒီမှာ error ဘာကြောင့်ဖြစ်ပါတယ်မင်းကဘာတွေဖြစ်နေပါတယ်ဆိုတော့နော်ဥပမာသူကတခုပြောချင်တာကဒီနားမှာမင်းအရက်ဘယ်နှလုံးတောက်လဲကျွန်တော်နှလုံးတောက်တယ်ဒါဆိုမင်းအရန်တောက်တာများတယ်စသဖြင့်ဒီစာသားလေးတွေပေါ့အဲ့ဒါလေးထည့်ချင်တဲ့ခါကျရင်ဒီမှာထည့်မှာပေါ့နော်အဲ့ဒါဆိုတော့သူက stop လို့ပြောတဲ့အတွက်ဒီ data validation မှာလည်းထုံနည်း၎င်းမနော်သူက stop ဆိုရင်လုံးဝခွင့်စားခွင့်ပိတ်သုံးလို့မရပါဘူးနော်warning တို့ information တို့ဆိုရင်တော့ရတယ်ဥပမာဆိုပါစို့ warning ဆိုပါစို့warning လို့ပြောရင်ဒီနားမှာကိုကပိုရိုက်မိမယ်ဆိုပါစို့ခုနအကောင်ကိုတစ်လုံးပိုကြည့်လိုက်မယ်နော်တစ်လုံးနှလုံးတော့ပိုကြည့်ရမယ်warning ကြတော့ तू ကဒီကွက်ကလည်းဟိုဖြစ်နေနေတူတယ်ဒီကွက်ကလေးကို warning လို့ထားကြည့်လိုက်မယ်နော် okay ဒါဆိုရင်ဒီကွက်မှာခုနတစ်လုံးနှလုံးပိုရိုက်လိုက်တဲ့အခါမှာ तू ကဘာပြတော့ warning ဆိုတဲ့သဘောကြတော့မင်းဆက်သွားမှာလားမသွားဘူးလား तू ကဒီမှာ continue မှားနေပြီမင်းဆက်သွားမှာလားသွားမယ် yes okay သူကလက်ခံပြီးတယ်နော်အဲ့ဒါကြ warning ကြတော့ warning တို့ information တို့ကသတိပေးတာပဲရှိတယ်ဆက်လို့ရှင်လို့တော့ရှေ့မှာကြောက်ကြီးရှိတယ်ကွာလို့ပြောလိုက်တယ်မင်းဆက်သွားရင်သွားပေါ့အေးသွားမယ်သွားပြုတ်ကြပါသူကဟုတ်တယ်မလားအဲ့ဒါ warning ပေါ့ stop ဆိုတာကြတော့ဒီညကိုဥမာဆိုပါစို့တို့ transformer တွေပါဆိုလုံးဝခွင်းစားခွင်းပိတ်မဝင်ရမထိရမကန်ရပြောမထားဘူးလားထိရင်တော့ထိကြည့်လို့ရပါလေလို့ရေးထားလားအဲ့မှာ transformer ကြီးကိုလေ ရေးပါဦး transformer ရှိတဲ့ wire ကြီးကိုကန်ကြည့်ရင်တော့ကန်ကြည့်လို့ရပါတယ်လို့ရေးတာလားလုံးဝမကန်ရလို့ရေးရလား လုံးဝမကန်ရ လုံးဝမကန်ရပါဘူး လုံးဝမကန်ရဆိုဒီညမှာပါတော့ stop ပဲကန်ကြည့်ရင်တော့ကန်ကြည့်လေရပါတယ်ဆိုတာမျိုးသေရင်တော့မင်းတိုင်းမင်းကန်ပဲပြောတာအားမျိုးဆိုတာပါတော့ warning တို့ information တို့ပြောတာနော် ဟုတ်ကဲ့ဆရာ ဒါဆိုရင်ဒါကို data validation လေးနဲ့တွဲသုံးညဖြစ်လေရမယ်နော်နောက်ပြီးကုတ်ထားပုံထားနေခုနပြောအလုံးကြီး digit မှန်ရမယ်အဲ့ဒါလေးပြောချင်တာဟုတ်ပြီဒါရပြီဒီကောင်ပြန်ပြလိုက်မယ်ဒါဆိုရင်ဒီ byteboard data မှာဒါဒီဇာတ်လေးရပါပြီဒီဇာတ်လေးရပြီဒီဇာတ်ကိုတို့ကဘာလို့မလဲဆိုလို့ရှိရင်ခုန byteboard data ဆိုရမယ်ဒါဆိုဒီ area ကိုတို့ဘာလို့ရှင်းအောင် select ချရမှာအဲ့ချဲတဲ့ခါကျတော့ကွာဆိုပါစို့အောက်မှာ row ပေါင်းကဘယ်လောက်ရှိမလဲဆိုရင်ဒါက200ကျော်ပဲရှိတယ်တို့မှာ1000လောက်ရှိတယ်ဆိုပါစို့အဲ့ဒါဆိုဒါကြီးတစ်ခုလုံးဘယ်လိုလုပ်မလဲဆိုတော့ဒီကနေပြီးတော့ရှိကဆွဲတယ်မပြီးနိုင်တော့အဲ့မှာလက်ကလွတ်သွားတော့ပြန်စအောင်အစပြန်ဆွဲအဲ့လိုမဟုတ်ဘူးနော်အဲ့ဇရာရှိတဲ့အပေါ်ရဲ့တစ်ခွက်ထဲမှာ10ခွက်ဘယ်ခွက်မှာပြချလိုက်ချပြီး control နဲ့ A နဲ့နှိပ်လိုက်အဲ့ဒါဆိုရင်ဒီမှာရှိတဲ့ A ကြီးမပြောရရော select ကွက်တိချပြီးသားနော်ရလား ဟုတ် အဲ့လိုချေရင်လည်းချေအဲ့လိုမှမချေလို့သေချာခြင်းနဲ့ဒီချက်ပိုသေချာခြင်းနဲ့ပြဿနာမရှိဘူးထိတ်ဆုံးတစ်ခွက်မှာမောက်ချလိုက် insertion point လေးကဒီညမှာ10ခွက်ကလေးကိုချပြီးဒီဘက်က scroll bar ကိုအောက်ဆင်းဆွဲဆင်းတော့မမြန်ဘူးလားမြန်တယ်နော်နောက်တစ်ခုရှိတယ် mouse တွေမှာအလဲကောင်မှာရှိတဲ့ ruler လေးကဘာလို့ပို့ထားတာ လှိမ့်မှုတာ လိမ့်ဖို့ လှိမ့်ဖို့တစ်ခုတည်းနဲ့ဒါကိုသုံးတာမဟုတ်ဘူးเนาะပြောပြမယ်
အခုတို့ကဒီစာသားကိုဖတ်မယ်ဆိုပါစို့ဒါလေးကိုဒီမောက်ကအဲ့အလေကောင်ရူလာကိုနှိပ်လိုက်တယ်နှိပ်လိုက်ဒီမှာ pointer လေးရမှာကြီးတွေ့လား pointer လေးပြောင်းသွားတွေ့လားဒီမှာ ဟုတ် ဒီမှာကြီးဟုတ်လား pointer ပြောင်းသွားအဲ့လို pointer ပြောင်းသွားတဲ့အချိန်ကျမှသူ့ကိုတို့ကဒီ pointer ကိုအဲ့လိုမျိုးဖြစ်ပြီးတဲ့အချိန်မှာဖိထားပြီးတော့ဆွဲရင်ဒီမှာဒါမျိုးလေးဖြစ်သွားတယ်အဲ့မှာ mouse pointer ကိုနှစ်ချက်အဲ့အလေကောင်နှစ်ချက်နှိပ်လိုက်တယ်ဆိုရင် तू ကတခါအသေးဖြစ်သွားတယ်နော်အဲ့ဒါကိုနှိပ်ထားပြီးတော့တချို့ဆိုဒါနှိပ်ထားလိုက်လို့ရှိရင်ဒီကောင်လေးကရိုလာလေးကတက်နဲ့သွားနေအောင်ဥပမာဓမ္မကြီး तू က speed မြန်တာ तू ကတာမန်တို့ရိုလာလှိမ့်နေတာနဲ့မတူတို့တာမန်မောက်ပေါ်မှာရှိတဲ့ရိုလာဒီလိုလှိမ့်နေသွားတဲ့နှုန်းကဒါပဲကိုယ့်လက်တစ်ချက်သွားသလောက်ပဲရတယ်ဟုတ်လားအောက်မှာရိုးက1000လောက်ရှိတယ်အများကြီးအဲ့လိုတို့ဒီလိုသွားနေပုံမျိုးနဲ့ဆိုတော်တော်နဲ့ရောက်မှာမဟုတ်အဲ့ဒါဆိုရင်သူ့ကိုဘာနဲ့သွားမလို့ဒီမောက်ရိုလာလေးရဲ့အလဲအကောင်ဖိလိုက်ဖိပြီးတော့အောက်ကိုနည်းနည်းလေးဆွဲလိုက်တာနဲ့ဒီမှာကြီးဒါဖြည်းဖြည်းချင်းသွားတာစလိုအောက်ကိုပြန်နည်းနည်းထပ်ဆွဲလိုက်တာနဲ့ဒီမှာ fruit ဆိုတာအများကြီးပဲသွားပြီတွေ့လားနော်အဲ့လိုမျိုးသွားခြင်းတဲ့အခါမှာသုံးတာနော်ရိုလာရိုးရိုးလိမ့်အောင်လို့နောက်တစ်ခုကအဲ့ဒီရိုလာကိုနောက်တစ်မျိုးဘာသုံးလို့ရသေးလဲထပ်ပြောမယ်အခုတို့ရဲ့ဒီ screen ကြီးပေါ့ဒီ screen ကြီးကိုတို့က view သေးနေလို့ကြီးကျင်နေဆိုရင်တစ်ဖက်က mouse ကဟို control key လေးကိုဘယ်ဘက်လက်ကဖိထားညာဘက်လက်ကအဲ့ mouse pointer လေးကိုလှိမ့်လိုက်ရင်ဘာဖြစ်သွားလဲဟုတ်လားအဲ့ဒါဆိုရင် zoom and zoom ပေါ့ဒီမှာရှိတဲ့ zoom လေးကဒီမှာကြီးဒီလိုလှိမ့်လိုက်တယ်လည်းမှာ zoom ကလည်းဘာဖြစ်နေအောင်အတူတူသွားနေတာအဲ့ဒါအတူတူပဲဒီမှာရှိတဲ့ကောင်နဲ့ဒီ mouse ကိုဒီလိုလှိမ့်တာနဲ့အတူတူပဲနော်ဟုတ်ပြီနော်အဲ့ဒါ control ပြီးတော့လှိမ့်တာနော်အဲ့ဒါဆို zoom and zoom ဖြစ်တယ်နော်ဒါ mouse အလဲကောင်ဟာလေးလက်အားလို့ရှိရင်တို့လက်အားနေတဲ့အချိန်မှာရှောက်လှိမ့်ဖို့တက်ထားတာမဟုတ်နော်နောက်တစ်ခုထပ်ပြောမယ်ကြုံတော့ဒီအမောင့်လေးကိုဒီနားလေးကို copy ကူးခြင်းလို့ကူးကြမယ်ပြော ကိုလိုစီ control ဒီ control အမောင့်ကို control C ဒီနားမှာချမယ်ပေါ့ချတဲ့အခါမှာကာလာမပါခြင်းဘူးဘယ်လိုသွားမလဲ control order V control order V control နေလိုက် order ပြီးရင် control order V ပြီးလို့ရှိရင် ဒါကိုရွေးရမယ် formula ပဲ ဟမ် formula value value လား value value လား ဟုတ်ပြီနော် formula ကိုပဲကူးရင် formula value ကိုကူးခြင်းကို color ကိုကူးခြင်း format ဟုတ်ပြီနော်ပြီး format အဲ့မှာသူ့ရေးရတဲ့ comment ကိုကူးခြင်းလေဆိုဒါ validation ပဲရွေးပြီးကူးခြင်းလေဆို validation ဒီထဲမှာ validation လုပ်တဲ့ဟာပဲခုနကလိုစာသားတွေထည့်ထားတယ် validation ပေါ့အဲ့ဒါကအဲ့လိုသွားလို့ရတယ်နောက်တစ်ခုဒီမှာ right click နှိပ်လိုက်ရင်မကြည့်လေရှေ့သုံးအကောင်က page ဆိုရင် color ရောပါမယ်တွေ့လားဒီမှာ1 2 3ဆိုရင်ဘာလို့ value တွေ့လားဒါဆိုရင် formula ဒီမှာဆို transport တောင်းလိုက်ကိုလျားလိုက်လို့တာမျိုးเนาะဒါဆို format ဆိုရင်ခုနလို color ပဲကူးကျင်တာမျိုးဒါမမြဘူးလားအဲ့နည်းနဲ့လည်းရတယ်တစ်ချက်เนาะနောက်တစ်ခုတို့မှာညာဘက် right click ကလေးကိုတို့တွေကဘလူးမှမသုံးကြဘူးတင်တန်းကြောင်းတွေကအများအားလက်ညှိုးပဲတင်ပေးလိုက်တယ်လက်ကလေးကိုမတင်ပေးလိုက်ဘူးအဲဒါကြောင့်လက်ကလေးဘာလို့မှမသိဘူးအဲ့တော့ဒီစာသားလေးရဲ့ဘောင်ပေါ်မှာဒီလိုမျိုးသွားလို့ရှိရင်ဘောင်လေးမရှိဘူးလားအဲ့ဘောင်လေးပေါ်မှာ mouse pointer ကိုညာဘက်ကလေးကိုဖိပြီးတော့ဆွဲသွားလိုက်မယ်ဟုတ်ပြီเนาะညာဘက်ကလေးကိုဖိပြီးတော့ဆွဲသွားမယ်လိုချင်တဲ့နေရာမှာဘာလို့လိုက်မလို့လွတ်လိုက်သူကမေးတယ်ဒီ data ကိုဒီဘက်ကိုရွှေ့ချင်တာလားတဲ့မင်းမှုလုပ်ချင်တာလားဒီမှာမထားချင်ဘူးဒီကိုလာထားချင်တာလားဒါမှမဟုတ် copy လုပ်ချင်တာလားဒါမှမဟုတ်မင်းအဲ့ရ value အထက်ကကောင်စာပဲလိုချင်တာဒါမှမဟုတ်မင်းအဲ့ရ color ပဲလိုချင်တာဒါမှမဟုတ် color ပဲယူမယ်ဆို copy here as format ဒါဆိုရင်ဘာပြော color ဒီကောင်ကိုဘောင်းကဒီဆွဲတယ်ထက်ကကောင်ပဲ value ပဲယူမယ်ဆိုရင်စာသားပဲပါမယ် color မပါဘူးဟုတ်တယ်နော်ဒီကောင်လေးကိုဆွဲလာတယ်ဒီနောက်ကိုသွားမယ်ဒီနောက်မှာချမယ်ဥမာ copy လုံးဟိုလုပ်လို့ရနောက်တစ်ခါ link here link here ဆိုလို့ရှိရင်ပြောချင်တာဒီနားမှာတို့ကအမောင့်လို့မပြောဘဲနဲ့ AAA လို့ရိုက်လိုက်တယ်ဒီမှာဘာဖြစ်သွားလဲ AA ဖြစ်သွားအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် link လို့ခေါ်တယ်ဟုတ်ပြီနော် link ချိတ်ထားတယ်ပြောတာဒီ cell ကွက်နဲ့ဒီ cell ကွက်ကိုလှမ်းပြီးတော့ link ချိတ်ထားတာအဲ့ဒါကို cell link ပေါ့နော်အဲ့လိုမျိုးသွားချင်တာမျိုးဒါဆိုဒီကောင်လေးကညာဘက် right click နဲ့နှိပ်ပြီးဆိုရင်ဘာမှမဆိုလုပ်လို့ရတာဆိုတော့အတူတူပဲမဟုတ်ဘူးလားနော်ဟုတ်ကဲ့ရပြီဒါဆို okay ဒါဘုသူရအနေနဲ့ပြောပြတာအဲ့မှာပဲတော်တော်များများပြောလို့ရတယ်မပြောတော့ပါဘူး Clear whispering to the neurologist outside my room. Are you absolutely certain he needs to wake up now? Couldn't we wait another month? The doctor sounded confused. Hello, Man, hello. your brother's vitals are stable. There's Hello. no medical reason to. What are your implications? My mother interrupted. အင်္ဂလိပ်လိုထွက် တာ နေတယ် တူဟိုလာကျွန်တော်ဆရာရောက်နေ
ကဲဟုတ်ပြီဒါဆိုရင်ဒါကိုဒီဇာတ်လေးကိုတို့ဘာလုပ်မလဲဆိုရင်ခုနပိုက်ဆွဲမယ်ဒီနေ့တော့အဲ့ခန်းလေးပိုက်ဆွဲမယ်ဆိုရင်သူ့ကိုဒီ area ကိုတို့ဘာလုပ်လိုက်မလဲခုန control နဲ့ A နဲ့နှိပ်လိုက်ပြီးနှိပ်ပြီးသွားရင် insert ထဲကပိုက် insert ထဲကပိုင်ပေါ့ သူကပိုက်ဘော့လို့လည်းခေါ်တယ်ကျပစ်ဘော့လို့လည်းခေါ်တယ်နော်မတူတော့ပိုက်ဘော့ကျွန်တော်နှုတ်ကြိုးနေတယ်တကယ်တော့ပစ်ဘော့လို့ခေါ်တယ်အဲ့တော့ဒီမှာသူ့ရဲ့ area select ရှယ်ပြီးပြီးရင်သူကဒီရှိထဲမှာပဲဒီထဲမှာပဲအခုလက်ရှိလုပ်နေတဲ့ပိုက်ဘော့တွေရှိမှာပဲဇာတ်ဆွဲမှာလားဒါမှမဟုတ်နောက်ထပ်ဒီလိုရှေ့အသစ်တစ်ခုမှာပဲလုံးမှာလားလို့မေးဒီနေရာမှာ new worksheet ဟုတ်ပြီနော် new worksheet ဆိုပြီးလိုက်အဲ့ဒီ data ကဒီမှာ sheet တစ်ခုအနေနဲ့ဒီဘက်ကိုရောက်သွားပြီဒါဆိုရင်ဒါ pivot data ရဲ့ area ရောက်သွားပြီဆိုရင်ဒီမှာ pivot table fee ပုံစံကဒီမှာကြည့်ဒီပုံမှာကျွန်တော်တို့မှာရှိတဲ့ခေါင်းစဉ်တွေအကုန်လုံးပါတဲ့ fee တစ်ခုပြီး filter ထည့်မဲ့ fee တစ်ခု column တွေသွားဖို့အတွက် fee တစ်ခု row တွေသွားဖို့အတွက် row တစ်ခုပြီး amount value တွေထည့်ဖို့အတွက်အဲ့တော့၄ခုပါတယ်ပေါ့ဒီမှာ graph view ကဒီမှာ၄ခုပါတယ်ဒါကကိုယ့်ရဲ့ data တွေရှိတဲ့ area okay ဒါဆိုရင်နောက်တစ်ခုဒီမှာကြည့်အောင်ဒီမှာရှိတဲ့2ပေါက်ကလေးတွေကိုနှိပ်လိုက်လို့ရှိရင်နောက်တစ်မျိုးကကြတော့မှကြီး fee section and area ဆိုတော့ဒါမျိုးလေးနဲ့သွားသူကကြတော့ဒီမှာရှိတဲ့ data တွေဒီမှာထောင်ထားတယ်ဒီမှာ filter row column ဒီလိုမျိုးလဲသွားလို့ရတယ်နောက်ဒီလိုပုံစံမျိုးလဲသွားလို့ရတယ်ဒါကတော့ပုံစံမျိုးစုံရှိတယ်ပေါ့နော်သူအများစုကတော့ဒါကိုပဲသုံးကြပါတယ် okay ဒါဆိုရင်ပြောပြအဲ့ဒါဆိုရင်တို့ဒီ row တွေကိုထည့်ဖို့ဆိုရင်ဒီ row တွေကိုသွားမှရမယ်အဲ့ဒါဆိုဒီမှာရှိတဲ့ pipe ပေါ်တွေတို့ဘာကိုသွားကြလဲပြောမယ်ဥပမာဆိုပါစို့ product တွေထည့်ခြင်းတယ် product တွေကိုအဲ့ထည့်ထည့်ခြင်းတယ်ဆိုပါစို့ဒါဆိုရင် product ကလေးကိုဒီမှာဘာလုပ်မလဲဆိုရင်ဖိဆွဲပြီးတော့ဘယ်ထဲကိုလာမလို့ row ကွက်ထဲကိုထည့်လိုက်ရင်ဒီမှာကို့မှာရှိတဲ့ product ကလေးတွေရမလို့လားအဲ့ဒီရသွားတဲ့ product ကဘာနဲ့တရန်တူနေလဲဒီမှာကြတော့ product တွေကဒီလောက်တောင်ရှိရဲ့ဒီလောက်တောင်ရှိရဲ့ဟိုမှာကြတော့ဘာဖြစ်လို့ဘယ်နှခုပဲရှိတော့အဲ့ product တွေဘယ်နှမျိုးရှိလဲလို့ရင်လဲလွယ်တယ်တခါထပ်ပြောမယ်အဲ့ product ကလေးကိုဖိပြီးတော့ဘယ်ထဲသွားလဲ value လို့ဆိုထည့်လိုက်ဆိုထည့်လိုက်လို့ရှိရင်မှာ count of product လို့ပြောတယ်ဘယ်နှခုရှိတော့ apple ဘယ်နှခါပါတော့အကျိန် apple 40ပေါ့banana က80တကြီးဒါလည်းလုပ်လို့ရတာပဲ customer တွေကို count လုပ်ချင်ဒီလိုနည်းနဲ့လည်းလုပ်လို့မရဘူးလားရတယ်ကိုယ့်ရဲ့ customer တွေဒီလာထဲမှာဘယ်နှကြိမ်ဝယ်ထားလဲပေါ့နော်အကျိန်ရအတွက်ဘယ်နှကြိမ်ဝယ်ထားလဲသိကြည့်တစ်ဖက်မှာ customer ကိုခေါ်တစ်ဖက်မှာဒီ value တွေကို customer ကိုထည့်ပြီး count ဆိုပြောလိုက်ရင်ဟုတ်လား count လို့ပြောလိုက်ရင်ဒါရသွားပြီပေါ့နော်ဒါတစ်ခုပေါ့နော် okay နောက်တစ်ခါပြန်ပြောမယ်ဒါဆိုရင်ဒီ apple ကိုဒီလိုမျိုးသူကထပ်နေတာတွေမလို့ခြင်းဘူး apple ဘယ်နှကြိမ်ပဲပါတစ်ကြိမ်ပဲသူကတူရဆွဲစုလိုက်တာအဲ့ဒါကိုနောက်တနည်းကဘယ်လိုမျိုးရေးရင်သူနဲ့တရန်တူသေးတယ်ဒီမှာရေးပြမယ် equal uni QUE unit ပြီးရင်တို့ဘယ်သွားမလို့ pivot data တွေကဘယ်သွားမလဲဆိုရင်ဒီ column line ဘယ်ရောက်သွားတော့ဆိုတော့ product column line လေးပေါ့နော်ဒီ product column line ပေါ့ဒီလိုထောက်လိုက်လေးရတယ်နော်ထောက်ပြီးတော့ gwin page ဆိုပြီးထည့်လိုက် enter ခောက်ကြည့်လိုက်ဟုတ်လားဒါဆိုရင်ဒီ product ဆိုတဲ့ခေါင်းစဉ်အောက်မှာဘာတွေရှိတော့ carrot က broccoli ဘယ်နှခုရှိတော့ဆိုရင်ဘယ်နှကြိမ်ရှိတော့ဒီမှာ9မျိုးဘယ်နှမျိုးရှိတော့9မျိုးအတူတူပဲဒီလိုနည်းနဲ့လည်းယူလို့ရတယ်နော် okay ဒါဆို apple ရပြီ apple ရပြီဝင်နောက်တစ်ခါတို့ကအဲ့ apple ဘယ်လောက်ဖို့ရောင်းရလဲလို့မေးတတိယ apple ဘယ်လောက်ဖို့ရောင်းရလဲ banana ဘယ်လောက်ဖို့ရောင်းဆို amount တွေကိုဘယ်ထဲထည့်မလို့ value တွေကိုထည့်လိုက် value တွေကိုထည့်လိုက်ရင်ဒီ value ဆိုတဲ့ column line ကြီးမှာကြည့် dollar sign တွေပါလာရင်ပါလာမယ်တခါကျရင် comma sign တွေမပါရင်မပါဘူးပြီးတော့ခေါင်းစဉ်ကြီးကိုလည်းကြည့် sum of amount အရှိကြီးဖြစ်နေဒါဆိုရင်ဒီလိုမျိုးပြင်လို့လည်းရတယ်ဒီ sum of amount ဆိုစလုံးလေးအပေါ်မှာ double click နေဒီမှာရှိတဲ့ sum of ဆိုတာလေးကိုဖြုတ်လိုက် amount ဆိုတာလေးပဲထားခဲ့ပြီး okay နှိပ်လို့ရတယ်ဒါကဒီလိုမျိုးလေးပြင်လို့ရတယ်ဒီ dollar sign တွေမပါခြင်းဘူးဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့အဲ့ဒီ amount ဆိုတဲ့ query လေးကို double click ပြန်နှိပ်လိုက်ဒီလိုပေါ်တာပဲသို့မဟုတ်ဒီမှာရှိတဲ့ amount လေးကိုနှိပ်ပြီးတော့ value v setting လို့ပြောရလဲဒီလိုပေါ်တာပဲပြီးရင် number format တွေကကိုကဘယ်လိုပုံစံလိုချင်တာလဲကြည့်မယ် number format က3လုံးတစ်ဖြတ် comma ကုတ်ချင်တယ်နော်3လုံးတစ်ဖြတ် comma ကုတ်ချင်တယ်ဒီမှာ number ကိုရွေးမယ်3လုံးတစ်ဖြတ် comma ကုတ်မယ်ဆို use thousand separator ကိုသုံးမယ်ပေါ့ပြီးလို့ရှိရင် decimal တွေမထားခြင်းဘူး0တကယ်လို့နှလုံးထားခြင်းနှလုံးနောက်တစ်ခါအနှုတ်သင်္ကေတတွေပါလာရင် gwin ခတ်ခြင်းတယ် gwin အောင်မှာရိုးခတ်ချင်မို့အနီအောင်နဲ့ပြခြင်းတာမျိုးဒါမျိုးလည်းထားလို့ရတယ်နော် okay ပြီး okay ဒါဆိုရင်ဒီမှာတစ်ခါတည်းဒီမှာပြောင်းပြီးတာတကယ်လို့ဒီထက်မှာအနှုတ်ပါလို့ရှိရင်သူက gwin ခတ်ပြီးအနီအောင်နဲ့ပြလိုက်မယ်ဟုတ်ပြီလားအဲ့ဒါဆိုတော့ဒီလိုမျိုးလေးရပါပြီဇာတ်ကဒါဆိုရင်အခုက2မျိုးပဲပြောရသေးတယ်ဘာနဲ့ဘာနဲ့လဲဆိုရင်
ရိုးတွေကိုထည့်တာနဲ့အမောင်တွေကိုထည့်တာကဲနောက်တစ်ခါဒီဇာတ်မှာပဲထပ်ပြောခြင်းနဲ့တို့က ဟုတ် သိကျင်တာတတိယထပ်မေးတယ်ဟုတ်တော့ product တွေတော့ထည့်ပြီးပါပြီမင်းငါတို့သိကျင်တာက vegetable နဲ့ fruit နဲ့2မျိုးပဲရှိတယ် vegetable နဲ့ fruit ကအကုန်လုံးဒါဒီ2မျိုးပဲအဲ့ဒါဆို vegetable တွေပဲသီးသန့်သိကျင်တယ်ကွာလို့ပြောရင်ဘယ်လိုလုပ်မလဲတစ်ချက်အဲ့ဒါဆိုရင်တို့ဒီမှာရှိတဲ့ category ကို filter လေးတွေကိုထည့်လိုက်မယ်ဒါဆိုရင်ဒီမှာကြီး filter လေးထဲမှာဒီလိုထောက်လိုက်လို့ရှိရင်တို့က fruit ပဲသိကျင်တယ်ဆိုရင်ဒီမှာ select လေးမှာ select all ကိုဖြုတ်ပြီးတော့ fruit လေးပဲပြောလိုက် fruit ကိုပဲ click on လိုက်ပြီး okay နေဒါဆိုဒီထဲမှာဘာပဲရှိခဲ့တော့ဒါ fruit တွေပဲရှိတော့အော်ဒီမှာရှိတဲ့ vegetable ပဲရွေးပြီးတော့ fruit ကိုဖြုတ်လိုက်မယ်ဆိုရင်ဒီမှာ vegetable နဲ့ပတ်သက်တဲ့ပစ္စည်းတွေပဲကျန်ခဲ့ပြီးတော့ဒါမျိုးလေးထွက်လာတယ်ဟောဒီလိုနည်းနဲ့လေထည့်ပြ filter ရဲ့သဘောကအဲ့ဒါကိုသုံးဖို့ဟုတ်ပြီနော် filter ရဲ့သဘောကအဲ့ဒါသုံးဖို့အတွက်သုံးထားတယ် okay နောက်တစ်နည်းကကြတော့အဲ့ဒီ vegetable ကိုဒီမှာမထားဘူးဒီဘက် column ပေါ်တင်လိုက်မယ်ဒီလိုမျိုးလေး fruit vegetable တို့တယ်ဟုတ်ပြီနော် fruit vegetable နန်းတို့တယ်ဒါဆိုဒီပုံစံမျိုးလေးလည်းရတယ်ပြီးတော့မှဒီ design မှာကိုကြိုက်တဲ့ design ကိုရွေးပေါ့နော်ဒါကိုကြိုက်တဲ့ design ကိုရွေး branded column column လေးတွေထားခြင်းနဲ့ branded row ဒီလို row လေးတွေထည့်ခြင်းနဲ့ဘာမှပြဿနာမရှိဘူးထည့်လို့ရတယ်လုပ်လို့ရတယ် okay ဒါဆိုလို့ရှိရင်ဒါကိုတို့က column ဘက်ကိုဆွဲတင်လိုက်တော့ဒီပုံစံမျိုးလေးထွက်မသွားဘူးလား column ဘက်ကိုရောက်သွားတယ်အဲ့ဒါဆိုရင်ဒီ pivot data တွေကဒီ product နဲ့ဒါတော့တို့ရသွားပြီပေါ့အဲ့မှာတို့ကထပ်ပြီးတော့နောက်တစ်ခုလုပ်ရှင်ဒီ country ဘယ်နိုင်ငံကိုသွားရောက်တာလဲလို့ပြောလို့ရှိရင်ဒီ country ကိုလည်းဒီမှာထည့်လို့ရတယ်နောက်တစ်ခုဒီမှာပြောဦးမယ်ဒီ category ကိုခုနဒီ product ရဲ့အပေါ်လေးမှာထည့်လိုက်မယ်ဒီပုံစံမျိုးလဲရတယ် fruit အောက်မှာဒါတွေရှိတယ်ဒီလောက်ရောင်းရတယ် vegetable ဒီမှာ vegetable စုပေါင်းဒီလောက်ဒါတွေရောင်းရတယ်အဲ့မှာတစ်ခါနိုင်ငံကိုပါထပ်ထည့်ဦးမယ် country ကိုလည်းအဲ့ category ပေါ်ထည့်လိုက်မယ်ဆိုရင်ဒီမျိုးဖြစ်သွားမယ် Australia နိုင်ငံမှာ fruit သွားရောက်တာဒီလောက် vegetable သွားရောက်တာဒီလောက်ဟောကနေဒါနိုင်ငံမှာ fruit သွားရောက်တာဒီလောက် vegetable ရောက်တာဒီလောက်အဲ့လိုမျိုးကြည့်တာကိုပဲကြိုက်တဲ့လူကဒီပုံစံမျိုးသွားတကယ်လို့ဒီပုံစံကိုမကြိုက်ဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ design တက်ထဲမှာ report layout မှာ show in tabular form လို့ပြောလိုက်ဆိုတော့ဒီလိုမျိုးလေးကွဲသွားတယ် Australia နိုင်ငံမှာ fruit နဲ့ဘာနဲ့တော့ vegetable နဲ့ရောင်းတယ်ဒီလိုမျိုးသွားလို့ရတယ်ဒါဆိုရင် Australia နိုင်ငံရဲ့ fruit total ဆိုရင်ဒီမှာ fruit total ဆို amount ထွက်ပြီး Australia နိုင်ငံရဲ့သွားရောက်တဲ့ vegetable total ထွက်ပြီး Australia နိုင်ငံတစ်နိုင်ငံလုံးမှာသွားရောက်တဲ့ fruit ရော vegetable total ထွက်ချင်တယ်ဒီမှာ Australia total ဆိုပြီးတော့ထွက်သွားပြီနိုင်ငံလိုက်အဲ့ဒီမှာမှတို့ကဘာလို့မလို့ country တွေအကုန်လုံးကိုဆွဲစုကျင်နေဆိုရင်နောက်တစ်ခုရှိတယ် design တက်တဲ့ private development analyze မှာဒီမှာကြီး plus or minus ကလေးရှိတယ် expand field ပေါ့ဒါကို minus နဲ့ခောက်လိုက်ရင်ဟောဒီလိုမျိုးလေးဖြစ်သွားပြီAustralia နိုင်ငံကိုသွားရောက်တာဒီလောက်ကနေဒါနိုင်ငံကိုသွားရောက်တာဒီလောက်အဲ့မှာမှကနေဒါနိုင်ငံရဲ့အကြောင်းဒီသိကျင်တယ်ဒီအပေါင်းဆိုင်လေးကိုနှိပ်လိုက်ရင်ကနေဒါနိုင်ငံမှာမှတရားရှိတယ်အဲ့မှာလဲဒုနည်းလည်းကောင်းမယ်ဒီမှာသူ့ကိုဒီလိုမျိုးခောက်ထားလိုက်ရင်ကနေဒါနိုင်ငံမှာသွားရောက်တာ fruit ကဘယ်လောက်ပိုရောင်းရတယ် vegetable ကဘယ်လောက်ပိုရောင်းရတယ် fruit ထဲမှာ fruit ဘာအမျိုးအစားတွေရောင်းတာလဲထပ်သိကျင်တော့မှဘာလို့မလို့ဒီအပေါင်းဆိုင်လေးကိုနှိပ်ရင်ဒါတွေရောင်းတယ် vegetable ဆိုရင်ဒါတွေရောင်းတယ်စသဖြင့်ဒီလိုမျိုးပြန်ခွဲတာရမလား ရရပါဆရာရရဆရာဟိုဟာနည်းနည်းလေးတော့ပြန်ကြည့်ရမှာပေါ့ဆရာ မဟုတ်ဒီပိုက်ဘောကနောက်တစ်နေ့ကျရင်ပိုက်ဘောသီးသန့်နောက်မနေ့ပြန်တစ်ပတ်ခါကျရင်ပိုက်ဘောသီးသန့်တင်မယ်ကျန်တာဘာမှမတင်တော့ဘူးအဲ့ဒါကျရင်ပိုက်ဘောသီးသန့်တင်ဒီဟာအစ်စ်ပြန်ပြီးတော့ထောင်ခိုင်းမယ်ကျွန်တော်မေးမယ်ဘာလို့ရှင်တာလဲမေးပြီးတော့ပြန်လုပ်မယ်နော်โอเคဒီနေ့တော့ဒီလောက်ပဲ ဟုတ် နော် ကဲ့ပါဆရာဟုတ် ဒီနေ့တော့ဒီလောက်ပဲ ဟုတ်ကဲ့ပါဆရာ ဒီသင်ခန်းစာကဒီဟာကိုမကူးနဲ့တော့ထားလိုက်ကျွန်တော်ဟိုဖိုင်နေကနေပြီးတော့နောက်နေ့တင်တဲ့ခါကျရင်ဆွဲထုတ်ပေးမယ်နော်သက်ခုနတင်နေကြကျွန်တော်တို့ဖိုင်ရှိရလေဒီပိုင်ကြီးတဲ့ကဟာ တိုင်းမရှိမယ်တိုင်းမထားမယ်အခုလုတ်လိုက်တဲ့ဟာလေးကိုကူးမနေနဲ့တော့လို့ပြောတာဒါကကိုယ့်ကိုလိုချင်တဲ့ကြီးဆွဲထုတ်လို့ရလေနော် ဟုတ်ကဲ့ပါဆရာ ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ stop လုပ်လိုက်တော့မယ်နော် ဟုတ်ကဲ့ ကျေးဇူးပါဆရာ ကျေးဇူးပါဆရာ မရှင်းတာရှိ ခုန လို့ ခု ရှိ န ရင် ဆ လေ ရာ ပြန်မေးနော်မရှင်းတာရှိရင်ပြန်မေးဆိုတာကပြန်လေးကျင့်မှသာလျှင်မရှင်းနဲ့ရှင်းတယ်ဆိုတာပေါ်မှာလေးကျင့်တော့ဘာမှမမေးကြမရှိတော့မပေါ်တော့မလေးကျင့်မပေါ်တော့ဘူးနော် ဟုတ်ဆရာ ဟုတ်ကဲ့ပါဗျာ အဲ့တော့အရန်ကျွမ်းတာနဲ့လုံးဝစာမလုပ်တာနဲ့နှစ်မျိုးရှိတာပေါ့အရန်ကျွမ်းတယ်ဆိုရင်တော့ तू ကစာဆရာကိုမေးကြမရှိဘူး तू ကဘာမှပြန်မလုပ်ရတဲ့လူလည်းမေးကြမရှိဘူး तू ကအတူတူပဲနေကွာ ပြန်လေးလာကြည့်မယ်ပြန်လေးလာ ဘူးရင်ဒီစာလာမေးတဲ့လူတော့တယောက်မှမတွေ့သေးဘူးเนาะအကုန်ကျွမ်းတယ်အဲ့လိုမျိုးအကုန်ကျွမ်းတယ်လို့ပဲယူဆလိုက်မယ်နော်ဟုတ်ပြီဒါကို stop လုပ်လိုက်မယ် ကျေးဇူး ဟုတ် ပါ ကဲ့ပါ ဆ ဆ ရာ ရာကျေးဇူးပါ